ဉာဏ်မရှုံးအောင်သာနေနိုင်ရင်ဒီကာလဟာကိုယ့်အတွက်ရှုံးဖြစ်မလားအမြတ်ဖြစ်မလားဒါပါပဲဘယ်ကာလဖြစ်ဖြစ်အမြတ်ရအောင်ယူနိုင်ရင်မြတ်တာပါပဲအဲ့တော့မြတ်နိုင်ဖို့အတွက်ဦးဇင်းတို့အဲ့တော့ဉာဏ်မရှုံးဖို့အရေးမှာဉာဏ်ဖြစ်ပေါ်ဖို့အတွက်နှလုံးသွင်းမှန်ဖို့လိုတယ်မပြောဘူးလားပြောတယ်နှလုံးသွင်းမှန်ဖို့အကြံစီကောင်းရမယ်ဟုတ်တယ်နော်အကြံစီကောင်းဖို့အတွက်ဆန္ဒမှန်ရမယ်အဲ့တော့အဲ့ဒီဆန္ဒအတွက်ဆန္ဒဖြစ်ပေါ်ရေးတဲ့မှာအကြောင်းတိုက်ဆိုင်လာတာနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအရှင်အာနန္ဒာကိုပြောခဲ့တဲ့ဟောခဲ့တဲ့တရားနော်အိမ်တွင်းပဋိစ္စသမုပ္ပါတရားလို့လဲဆိုတယ်ဗါတယ်လေနောက်ပြီးတော့ဒါကမဟာနိဒာနဆိုတော့မဟာဆိုတာကြီးကြီးကျယ်ကျယ်နော်အမတန်ကြီးကျယ်ခမ်းနားနဲ့ဆိုင်တဲ့နော်တရားအစလေးကိုတရားအစဖြစ်ပေါ်ပုံလေးကိုအရှင်အာနန္ဒာကိုပရိစ္ဆသမုပ္ပါလွယ်လွန်းတယ်လို့ပြောတာဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအပေါ်မှာထိခိုက်ရာစော်ကားရာပုတ်ခတ်ရာဒီလိုကြနေတာပေါ့ဗျာပရိစ္ဆသမုပ္ပါဆိုတာလေးသိင်ရှင်တဲ့ကဘာသသိန်းတိုင်တိုင်ပါရမီတွေဖြည့်ကျင့်လို့ဖြစ်ပေါ်လာတဲ့ဉာဏ်တော်အရသိရတဲ့တရားကိုသူကလွယ်လွယ်လေးပြောချလိုက်တော့ဒါတကယ်ဘုရားရှင်တိုင်းအပေါ်မှာအများပေါ်ပေါ်တန်တန်လို့လို့ဖြစ်မသွားဘူးလားဒါလည်းတစ်ပိုင်းပေါ့အဲ့တော့အရှင်အာနန္ဒာကိုဟောခဲ့တယ်ဆိုတာအရှင်အာနန္ဒာအတွက်ကလည်းတိတ်ထူထူပြောစရာမလိုဘူးမြတ်စွာဘုရားပြိဋိဘံစံပြီးနောက်ထပ်9ရက်ဒလအတွင်းဒါပြိယဟန္တာဖြစ်တော့မှမြတ်စွာဘုရားသိပြီးသားအဲ့တော့ဒီတရားတို့ဦးဇင်းတို့တော်ကောင်းတို့အတွက်ဟောခဲ့တာလို့ဒီလိုခံယူရမယ်နော်အဲ့ဒီတွေ့ဦးဇင်းတို့အရှင်အာနန္ဒာကိုဒီဘက်ကမဟာနိဒာနဆိုတဲ့တရားလေးကတဏှာဆိုတဲ့တရားလေးတစ်လုံးထဲမှာကိုဘယ်လောက်ထဲထဲဝင်ဝင်နဲ့ဆိုင်တယ်ဆိုတာလေးကိုမြတ်စွာဘုရားကဖော်ကျူးထားခဲ့တဲ့ရှင်းလင်းပြခဲ့တဲ့တရားတဏှာအဲ့ဒီတဏှာဆိုတဲ့တရားတဏှာဘယ်ကလာတယ်လို့ဦးဇင်းတို့ပြောခဲ့တော့ဝေဒနာကလာတယ်ဘယ်ကလာတယ်ဝေဒနာပစ္စယတဏှာနော်အဲ့တော့တဏှာဆိုတာလိုချင်တတ်မဲ့မှုနှစ်ခင်မှုနှစ်သက်မှုတာယာမှုပေါ့အဲ့တော့အဲ့ဒီအပိုင်းတွေအကုန်လုံးကိုဖြစ်ပေါ်ရေးမှာအခုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအာနန္ဒာတဲ့ဣဒံခောပဏိတံအာနန္ဒဝေဒနံပဋိစ္စတဏှာဒါမင်းသိထားပြီးသားကိစ္စတဏှာဖြစ်ပေါ်လာတယ်ဆိုတာလောက်မင်းသိထားပြီးတော့တဏှာပစ္စယဥပါဒံနဲ့ဒါပဋိစ္စသမုပ္ပါဒ်မှာရွတ်ဆိုပြီးမသွားဘူးလားသွားတယ်ဒါလည်းမြတ်စွာဘုရားပြောတယ်ဆိုတာအရင်တစ်ပတ်ကပြောခဲ့ပြီးသားနော်ဝေဒနာပစ္စယတဏှာဝေဒနာနိရောဓတဏှာနိရောဓဒါအလုံးသိထားတဲ့ကိစ္စအေးအဲ့ဒါမင်းကဒီလောက်ကလေးပဲသိတာတဲ့အဲ့တော့ဒီထဲမှာနည်းနည်းကလေးမင်းတို့သိအောင်ငါအကျယ်ချဲ့ပြီးတော့နည်းနည်းဆိုင်ဟောရမယ်ဆိုရင်တဏှာလာပြီဟိဆိုတော့ဘာထူးသရုံးกว่าဆိုတော့တဏှာပဋိစ္စပရိယေတနာတဲ့ဗါတယ်လေတဏှာကိုအကြောင်းခံပြီးတော့တဲ့ဒီတဏှာတွေကပဲပေါက်ဖွာလာတာပဲနော်တဏှာပရိစ္ဆပရိယေတနာဆိုတာပရိယေတနာဆိုတာရှာမိခြင်းတဲ့ပါတယ်ရှာမိခြင်းတို့အခုနေ့စဉ်နဲ့မြဘာတော့ဘဝတစ်ခုရလာပြီဆိုကြတဲ့ကဲကလေးလေးနော်မွေးကင်းစားကလေးလေးဘာမှတော့မပြောတတ်မဆိုတတ်မလုပ်တတ်မကင်တတ်သေးဘူးဒါပေမဲ့သူဒီဗိုက်စားတဲ့အခါနို့ကြိုတောက်ဖို့ရှာလားမရှာဘူးလားရှာတယ်နော်အဲ့ဒီအတွက်သူလုံးပန်းရတယ်ငိုပြရတယ်နော်တောင်းဆိုရတယ်နီးမျိုးစုံသူတတ်တဲ့နီးပညာနဲ့သူလုပ်ရတာနော်ရှာတာပဲသူရှာတာအဲ့တော့အဲ့ဒီအချိန်ကလေးကရင်တို့တကာဓမ္မတွေဟာမွေးလာကလေးကရှာဖွေရေးအလုပ်ကိုမလုပ်ခဲ့ရဘူးလားဘယ်သူခိုင်းတာတော့တဏှာခိုင်းတာတဏှာကလည်းဘယ်သူကြောင့်ခိုင်းရတာလဲဝေဒနာကြောင့်တဲ့ဗါတယ်အခုတော်ကောင်းတို့တွေအခုကိုဖြစ်စဉ်လေးနဲ့အိမ်တွင်းပရိစ္ဆသမုပ္ပါလို့ကျေးဇူးရှင်မုန်းကုတ်ဆရာတော်ဘုရားကြီးကအမိတက်လိုက်တာကတာမင်းတို့အိမ်ထဲမှာတင်ဖြစ်နေတဲ့ကိစ္စလို့ဒီလိုပြောတာအဲ့တော့တော်ကောင်းတို့ဦးဇင်းတို့ကကိုတွင်းပရိစ္ဆသမုပ္ပါဒီလိုမှတ်နော်ဒီကိုခန္ဓာအတွင်းမှာနေ့စဉ်ဖြစ်ပေါ်နေတဲ့ပရိစ္ဆသမုပ္ပါဒီလိုလေးနားလည်ရမယ်နော်ဦးဇင်းတို့ခေတ်ကြတော့ဒီလိုထူးထူးလဲပို့ပြီးတော့နားလည်နိုင်အောင်ကြိုးစားကြည့်ကြစို့အဲ့တော့ကိုတွင်းပရိစ္ဆသမုပ္ပါဆိုတော့ဝေဒနာဆိုတာခံစားတာဝေဒနာဆိုပါလေခံစားတာအဲ့တော့တို့
ဒုက္ခဝေဒနာချမ်းသာတဲ့ဝေဒနာလေးတခုအခုစားကောင်းတောက်ကောင်းလေးစားရတဲ့အခါစားလို့ကောင်းလိုက်တာဆိုတာလေးမလားဟုတ်လားအဲ့တော့အဲ့ဒီကောင်းတာလေးကိုမကြိုက်ဘူးလားအဲ့တော့စားလို့ကောင်းတာကဒုက္ခဝေဒနာကြိုက်တာကတဏှာဆိုတော့သူ့ကိုထပ်စားရအောင်မလုပ်ဘူးလားအဲ့ဒါပရိယေသနာဟောဟုတ်ပြီနော်အဲ့တော့အခုလည်းသူတော်ကောင်းတို့စီးပွားရေးတွေချမ်းချမ်းသာသာနေနိုင်ဖို့စီးပွားမရှာဘူးလားရှားတယ်နော်စီးပွားရှားတယ်အဲ့တော့ချမ်းချမ်းသာသာသူများလို့ပြည့်ပြည့်စုံစုံနေနိုင်ဖို့လောကအသုံးဆောင်ပစ္စည်းတွေနော်စီစဉ်ဥစ္စာတွေအဝတ်အထည်တွေနော်အသုံးဆောင်တွေပြည့်စုံအောင်လို့ရှာရတယ်ဒါပရိယေသနာဆိုတော့ဘာလို့ပြည့်စုံခြင်းလဲဆိုတာတဏှာပြည့်ပြည့်စုံစုံချမ်းချမ်းသာသာလေးဆိုတာကဝေဒနာချမ်းသာတာလေးခံစားခြင်းတာကခံစားတာကဝေဒနာခံစားခြင်းတာကတဏှာရှားဖွေတာကပရိယေသနာဟုတ်ပြီနော်ကောင်းပြီဒါကဓမ္မစင်အတိုင်းတော်ကောင်းတို့တွေအဲ့တော့ဒုက္ခဝေဒနာပစ္စယလဲတဏှာပဲกว่าတယ်ဆိုတော့တဏှာမှာကဒုက္ခဝေဒနာပစ္စယဆိုတော့ဒုက္ခဝေဒနာဆိုဒုက္ခဝေဒနာကြိုက်သလားမကြိုက်ဒေါသဖြစ်နော်ဒေါသအလိုမကျသောကပရိဒေဝတွေမလာဘူးလားအဲ့ဒါလဲတဏှာပဲတဏှာရဲ့အသင်ပွင့်တဏှာရဲ့အဖော်ပေါင်းတဏှာရဲ့အဖွဲ့အစည်းဟုတ်ကဲ့လားအဲ့တော့ဒါဟိုဒါနားလည်အောင်ကျေးဇူးရှင်မုဂ္ဂုတ်ဆရာတော်ဘုရားကြီးကတော့ပြေလေအောင်ဟောရရှာတော့ပေါ့ဗျာဒုက္ခဝေဒနာလာတော့ဒုက္ခဝေဒနာမပြောက်ချင်ဘူးလားကွာဒီလိုမေးလိုက်တယ်ကြောက်ချင်တာတဏှာပဲဟုတ်ကဲ့လားအထုံးနည်းလူကပဲသူတော်အောင်တို့ဆင်းရဲမှာဆင်းမကြောက်ဘူးလားကြောက်တော့အဲ့ဒီဆင်းရဲကလွတ်မြောက်ချင်တာပါလေတဏှာပဲရှင်းရလားအဲ့တော့တဏှာရဲ့အကြောင်းကလောဘကလည်းတဏှာအကြောင်းဖြစ်တာပဲဒေါသကလည်းတဏှာအကြောင်းဖြစ်တာပဲမောဟကလည်းတဏှာပဲသူ့အသင်းဝင်နေရောက်ဆိုတော့ပရိစ္ဆသမုပ္ပါမှာတဏှာနဲ့ဒီမှာအဝိဇ္ဇာကိုနောင်ဖွဲ့ပေးထားတယ်ဒီမှာနော်ကိလေသာဝတ်မှာမပါဘူးလားအဲ့တော့အဝိဇ္ဇာတဏှာဥပါဒာဆိုတာဒါတဏှာတစ်လုံးပြောလိုက်ရင်သူတို့နှလုံးကတခါတည်းမပါမဖြစ်ပါပြီးသားတရားတွေဒီတော့သူတော်ကောင်းတို့ကနားလည်ထားမှာဝေဒနာဆိုတဲ့ခံစားမှုလေးနောက်ကတဏှာကြောင့်လောဘဒေါသမောဟဖြစ်တယ်ဒီလိုသိထားမယ်ဟုတ်ပြီနော်ဒါဘာလို့ပြောရတာလဲဆိုတော့ရှာမိခြင်းလွဲမှာဆိုလို့ပါတယ်အခုဗုဒ္ဓရဲ့အဆုံးအမအရတရားတော်တွေကိုသူတော်ကောင်းတို့ဖြန့်ပြပြီးတော့ရှင်းလင်းပြီးတော့ပြောနေရတာဘာကြောင့်လဲဆိုတော့ရှာတာတော့ခုနကဦးဇင်းနမူနာပေးလိုက်တဲ့အတိုင်းကလေးလေးမွေးကင်းစကလေးကဘာလုပ်လဲရှာတာတိရစ္ဆာန်တွေလည်းရှာနေတာပဲနော်တိရစ္ဆာန်လေးတွေအခုမွေးကစားအကောင်ပေါက်ကလေးတွေလည်းသူမိခင်ကိုရှာတယ်သူတို့လိုချင်တဲ့အစားအသောက်ရှာတယ်သူတို့လိုချင်တဲ့အာယုံရှာဘူးလားအေးဒါတော့မရှာဘဲနေလို့ရောရသလားမရဘူးဟောဒါတော့အခုဦးဇင်းတို့ကဘယ်လိုကာလမျိုးဖြစ်တို့ကရှာဖွေတော့လုံနေရမှာအမှန်ပဲမလုပ်ကြဘူးလားလုပ်တာပေါ့အဲ့တော့ခေတ်ကာလကောင်းနေကြတော့စီးပွားရှာနော်ငွေသမားကငွေနောက်လိုက်တယ်ယာတုသမားများကယာတုနောက်လိုက်တယ်နော်ဂုံသမားများကဂုံနောက်လိုက်တယ်ဘာလို့ဆိုလောကလာဘသက်ကာယတိလောကဆိုဒီသုံးပါးနောက်လိုက်နေကြတာပဲနော်အဲ့ဒီသုံးပါးကလည်းတကယ်တော့ခံစားမှုကြောင့်လိုက်တာနော်အဲ့ဒီသုံးပါးခံစားမှုကြောင့်လိုက်တယ်ခံစားမှုနောက်ကတဏှာလာတယ်တဏှာနောက်ကရှာမိခြင်းလာဒါလေးမှတ်ထားနော်ဝေဒနာပိစ္ဆေဝေဒနာပရိစ္ဆတဏှာပရိစ္ဆပရိယေသနာဒါလေးမှတ်ထားပြန်ဆိုကြည့်တာဝေဒနာပရိစ္ဆတဏှာပရိစ္ဆပရိယေသနာနောက်တစ်ခေါက်ဝေဒနာပရိစ္ဆတဏှာပရိစ္ဆပရိယေသနာဒါလေးမှတ်ထားဘာဖြစ်လို့ဆိုတော့တဏှာရှိရင်ရှာမှာပဲနော်အဲ့တော့ရှာကြတဲ့နေရာဥစဉ်ကကြတော့အလုတ်စင်လေးနဲ့တွဲဟောမယ်လို့စောစောကမပြောလိုက်ဘူးလားတကယ်ကဥစဉ်ဟောရမယ်ဓမ္မစင်ကမြတ်စွာဘုရားအရှင်အနန္ဒာကိုပြောတဲ့အတိုင်းဆိုမင်းတို့ခံစားမှုလေးတွေလိုချင်လို့ဟောခံစားမှုဆိုတာဝေဒနာလိုချင်တာတဏှာနော်အဲ့ဒီခံစားမှုလေးတွေကိုလိုချင်လို့နှစ်သက်လို့ရှာတာကွနော်ရှာတော့ပရိယေသနာပရိစ္ဆပရိလာဘောရှာရင်ရမှာပဲလာဘောဆိုတာလာပန်ဆိုတာရတာအဲ့တော့ရှာရင်ရမှာရလာလို့ရှိရင်နောက်ကဟိုဘက်ကလှုပ်เสียရှိတာတွေဆက်လုပ်မယ်ဆိုတော့တရားကိုဆက်ဟောသွားရုံပဲဦးစင်းရဲ့တာဝန်ကသို့တော့ဦးစင်းကမဟုတ်ဘူးဒါကိုထူးထူးလဲလဲတာဝန်ယူလိုက်တယ်ဘယ်လိုတာဝန်ယူတာလဲဆိုတော့ဒီနေရာနော်တို့ပြောချင်တာဦးစင်းတို့ပြောခဲ့ကြတာကဝါဆိုလပြည့်နေ့ကလေးအခုဆိုရင်9ပတ်မြောက်သွားပြီဒီနေ့နော်ဒါပြင်စာကျောင်းမှာဒါပထမအကျိန်ဦးစင်းဟောတဲ့နော်ဥပုပ်ဥပ္ပစင်တရားပွဲပေါ့
ပထမအချိန်တရားပွဲမှာတတ္တမအပတ်ကိုရောက်လာခဲ့အဲ့တော့ဦးဇင်းတို့တော်ကောင်းတို့ကသိထားရမှာကအဲ့ဒီလောက်ထိရောက်လာတဲ့အထိစကြဲကရင်ဦးဇင်းဘာကိုပြောချင်ခဲ့တာလဲလို့ဆိုတော့ဉာဏ်ကိစ္စကိုပြောနေတာဘာကိုပြောနေတာဉာဏ်ရှိတဲ့လူနဲ့မရှိတဲ့လူပညာရှိတဲ့လူနဲ့မရှိတဲ့လူတွေးခေါ်ခြင်းတူမလားတူပါဘူးဗျာကြံစီပုံချင်းကောတူပါဘူးဗျာကဲအလိုရှိပုံချင်းကောတူပါဘူးဗျာအလိုရှိပုံမတူရင်ရှာဖွေပုံချင်းကောတူပါဘူးဟောဒါကိုပြောချင်တော့တာအဲ့တော့ဝေဒနာဆိုတာကတို့ကပညာမဲ့တွေဉာဏ်မရှိတဲ့လူတွေကဝေဒနာဆိုတာခံစားမှုနော်အာယုံခံစားမှုဒါရှေ့ကနည်းနည်းလေးတစ်လုံးတိုးပြောရင်နော်ဘာခံစားမှုအာယုံခံစားမှုတော်ကောင်းတို့တတန်တရားလုံးဟာဒီခံစားမှုအာယုံကလေးနောက်တကောက်ကောက်လိုက်လာခဲ့ကြတယ်နော်အဲ့ဒါလည်းဒီရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်တယ်ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ကိုယ့်ပတ်ဝန်းကျင်ကငွေကိုဦးစားပေးတဲ့ပတ်ဝန်းကျင်ဆိုရင်ငွေနဲ့ပတ်သက်ပြီးခင်ဗျားတို့ခံစားမယ်အသေးသားယာရုကိုဦးစားပေးတဲ့ပတ်ဝန်းကျင်ဆိုအဲ့ဒီယာရုနဲ့ပတ်သက်ပြီးခံစားမယ်ဂုံဦးစားပေးတဲ့ပတ်ဝန်းကျင်ဆိုရင်ဂုံနဲ့ပတ်သက်ပြီးခံစားမှာဒါသူပတ်ဝန်းကျင်ရိုက်ခတ်မှုအာယုံထိတွေ့မှုပေါ်မှာမူတည်ပြီးတော့ခင်ဗျားတို့အပြောင်းလဲတွေဖြစ်လာအခုဒါမို့လို့တရားကိုမကြာနေ့စဉ်နဲ့မြအာစိဏကံကောင်းကောင်းနဲ့နာနိုင်အောင်ကြိုးစားရတယ်အားထုတ်နိုင်အောင်ကြိုးစားရတယ်ဆိုတာအဲ့ဒီခုနတရားအာယုံတွေထုံမောလာတော့မှတရားကိုခံစားတတ်လာမယ်ဟောဗါတယ်တရားကိုခံစားတတ်လာမယ်တရားခံစားမှုလေးတွေဆိုတော့လောကမှာအကောင်းဆုံးအရာသာဗါလဲကြားဘူးတာပေါ့ခံစားဘူးပြီလားကဲဒါဖြင့်တရားအရာသာဘယ်လိုပဲကဲ့သို့ခံစားဘူးပြီလားနော်တရားအရာသာခံစားဘူးပြီဆိုရင်လည်းကျုပ်ကဆက်မေးမှာဘယ်လိုများခံစားထားတော့မေးမှာဆိုတော့ဦးဇင်းတို့တော်ကောင်းတို့မှာတရားလေးတစ်လုံးနော်အဝိဇ္ဇာဆိုတဲ့မသိခြင်းလေးတစ်လုံးရဲ့သိခြင်းလေးတစ်လုံးရဲ့နိယာမလေးတဘာဝလေးကိုသိလာရတဲ့အခါမှာမသိခြင်းရဲ့အောက်တန်းကြမှုပင်ပန်းမှုဆင်းရဲမှုပျက်စီးမှုနွမ်းပါမှုချွတ်တဲ့မှုအဝိဇ္ဇာတစ်လုံးမှာဟောစရာတွေမကုန်ဘူးဆိုတာဥစဉ်ပြောတာနော်ဒါဥစဉ်ရဲ့တာမင်ညဉာဏ်လေးပဲရှိသေးတယ်မြတ်စွာဘုရားဉာဏ်နဲ့ဆိုဒါမို့အရှင်အနန္ဒာပြောချက်ကလေးများအိုးဒီစာကိုစဖတ်ခဲ့ဖူးကစားဟိုးလွန်ခဲ့တဲ့ဥစဉ်တို့အနည်း20ကျော်ပါဥစဉ်တို့ပိဋကသုံးကိုစပြီးလေ့လာတဲ့အခါဒီသုတ်တော်ကိုဖတ်မိတဲ့အခါကျဒီသုတ်တော်လေးအဲ့ဒီတုန်းကစိတ်ကလေးခံစားကြည့်လိုက်ရင်စပြီးဖတ်လိုက်တယ်အရှင်အနန္ဒာကဒီလိုပြောလိုက်တယ်ဆိုစိတ်ထဲမှာထောက်မနဲ့ဖြစ်သွားမြတ်စွာဘုရားဆိုတာတော့ဒေါသမရှိလို့ပေါ့ကိုကတော့မြတ်စွာဘုရားနေရာနေအောင်မယ်အာနန္ဒာဘာကောင်းမို့လို့မေတ္တာသဘောပြောပြရတာနော်ဘာကောင်းလို့ပြောတာရရင်ဆန်းဆန်းပြောတာမဟုတ်ပါဘူးအရှင်အနန္ဒာတို့ရဲ့ကျေးဇူးရှင်ကြီးပိဋကသုံးပုံဆောင်ကြီးသူပြန်ပြောခဲ့လို့ဒီတရားတွေတို့သိရတယ်သို့တော့အဲ့ဒီဖတ်တဲ့အချိန်ကခံစားချက်ဗျာဝတ္ထုတပုတ်နာသလိုပဲပြောလိုက်တော့နော်ဘုန်းကြီးဒီစင်ကြီးလဲနေရအရသာပြက်အဲ့ဒီကောင်းဘာကောင်းမို့လို့ဒီပရိစ္ဆသမုပ္ပါကိုဒီလောက်လိုလေးပြောအောင်ဆိုကိုလိုနာလဘိန်းသုံးကောင်တောင်မှအဝိဇ္ဇာတစ်လုံးကိုပြောလို့မကုန်ဘူးချဲ့လို့မကုန်ဘူးမြတ်စွာဘုရားဉာဏ်တော်နဲ့ဆိုပြောစရာမလိုတော့ဘူးအခုအဝိဇ္ဇာလေးတစ်လုံးကြောင့်ဒါတွေဖြစ်ပုံကိုသိလိုက်တယ်တရားအရသာဆိုတာသိလိုက်တော့အဝိဇ္ဇာကနေဝိဇ္ဇာဖြစ်ဖို့အခုငါတို့အဝိဇ္ဇာအကြောင်းကိုသိလာခဲ့တယ်ခန္ဓာ၅ပါးအကြောင်းဆိုတော့ခန္ဓာရဲ့ရုပ်အကြောင်းလေးကိုသိလာခဲ့တယ်ရုပ်တစ်လုံးကလေးသိလိုက်တာနဲ့ခုနကသိလိုက်ခြင်းကြောင့်မသိခြင်းရဲ့နှိမ့်ချမှုတွေကလည်းလွတ်မြောက်လာတယ်ဟောတွေးခေါ်ခြင်းမတူတော့ဘူးအကြံစီခြင်းမတူတော့ဘူးဟောခံစားပုံချင်းတူသေးလားရှာဖွေပုံချင်းအဲ့ဒီမှာအရသာရှိလာတယ်ဘဝအရသာရှိလာတယ်အနှစ်သာရရှိလာတယ်အဓိပ္ပာယ်ရှိလာတယ်အဲ့တော့တစ်ချိန်လုံးကငါတို့ရှာနေတဲ့၅ပါးအာယုံကာမဂုဏ်အတွက်ခုနအာယုံကာမဂုဏ်အတွက်ကိစ္စတွေလာဘသက်ကာယတိလောကဆိုငွေတို့ယာရုတို့ဂုံတို့နော်လောကမှာနော်အသိဉာဏ်နာလဘိန်းတုံးတွေကအဲ့ဒီနောက်ကိုတစ်ခေါက်လိုက်နေတာပါလားတကယ်တော့အနှစ်သာရမရှိတဲ့အရာတွေပါလားဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားတော်တွေများနာကြည့်တော့အိုးဂရေ80ဆိုလဲပက်ခနဲ့စွန့်ပစ်ထားခဲ့တာရှင်ဘုရင်ကြီးတတိုင်းပြည်လုံးနော်ဧကရစ်ဘုရင်ကြီးတိုင်းအပြည်ပြည်ကနေချစ်လိုက်တာခင်လိုက်တာမြတ်စွာဘုရားဆိုတော့တကယ်ပါရမီရှင်ကြီးဆိုတော့ဓမ္မနဲ့အညီအုပ်ချုပ်တာဆိုတော့တိုင်းသူပြည်သားတွေကသိချစ်သိခင်နေတယ်အဲ့တော့တိုင်းပြည်လုံး
တလောကလုံးကတန်ဖိုးထားနေတာလဲဘတ်ဆိုအဲ့ဒီလောကကြီးစွန့်ထားခဲ့အိုသူဘာကြောင့်စွန့်နိုင်တာလဲဆိုတော့ခုနအဝိဇ္ဇာတလုံးလေးသိလိုက်တယ်နဲ့အော် तू ကဝိဇ္ဇာနော်တရားကိုသိထားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက်ဒီအာယုန်တွေဟာကာမဂုဏ်အာယုန်တက်တက်ပဲအနှစ်သာရမရှိဘူးလို့ तू မသိဘူးလားသိတော့စွန့်လိုက်တာများလွယ်ကူကူလေးတက်တောင့်တက်တာလေးရှင်းလားဒီလိုလေးစွန့်သွားတာဘာဖြစ်လို့လို့ဆိုတော့ဒီကာမဂုဏ်တွေရဲ့ပူလောင်မှုကာမဂုဏ်တွေရဲ့ဆင်းရဲမှုကာမဂုဏ်တွေရဲ့ပင်ပန်းမှုကာမဂုဏ်တွေရဲ့အောက်တန်းကျမှုဟောဘုကာမယုံကာမဂုဏ်ကိစ္စဘယ်ကိစ္စဖြစ်ဖြစ်တာအောက်တန်းကျတော့ပါရဲ့လားအဲ့တော့ဟိုကဝိဇ္ဇာဉာဏ်နဲ့သိထားတဲ့လူကြတော့အိုး तू ကဒါတွေစွန့်လိုက်တာအရသာရှိလိုက်တာတို့ကလိုက်ပြီးတော့မဲ့မောမောရှာဖွေနေရတာကိုအရသာဟောအရသာချင်းမတူတော့ဘူးသဘောပါရဲ့လားအဲ့တော့အခုလည်းတော်ကောင်းတို့တွေကအာခရိကယောဂကြီးဆက်ရောက်လာပြီဆိုတော့ငွေရှာတဲ့လူကလည်းလွတ်လွတ်လပ်လပ်ရှာလို့မရတော့ယာရုသမားကလည်းဘယ်ရောက်နေမှမသိဘူးဘာယာရုဖြစ်ဖြစ်ကိုဗစ်နဲ့တွေ့ရင်တော့နာကသွားမှာဘာယာရုဘာကောင်းမှဟိုကောင်းဂယုဆိုင်မှာမဟုတ်ဘူးတပ်လိုက်မှာပဲသဘောပါလားဒီတော့ယာရုသမားကလည်းဘာမှမဟုတ်တော့ဂုံသမားကရောငါဘောဓစိတ်ကြီးနဲ့ဘာဘောကြီးရထားတာကွာဘယ်သက်ကတူကလို့ပြောကြည့်ပါလားအဲ့ကိုဗစ်ကပြင်းတောင်ပြင်းသေးတယ်လို့လည်းအဲ့တော့ဘာမှမဟုတ်တော့ဘူးဆိုတော့ကိုခံစားရတာတွေအကုန်လုံးဘာမှမဟုတ်တော့ဘူးဆိုတော့ဟာအစစအရာရာအကုန်လုံးဆုံးရှုံးသွားသလိုတကယ်ဒီယောဂကြီးကဒီထက်ပြင်းထန်လာရင်ခင်ဗျားတို့ငွေဆိုတာလည်းလက်ကားဖြစ်တော့မှာနော်ယာရုဆိုတာလည်းလက်ကားပဲနောက်ထပ်ခင်ဗျားတို့ပတ်ဝန်းကျင်ဆိုတာလည်းလက်ကားပဲတိုင်းမဆိုတာမှတော်တဲ့တောင်သွားပြေးပုံးအောင်မှာမေလေးခင်ဗျားတို့ဒါဖះရှင်လက်ထက်ကနော်ကယောဂဘေးတွေအကြောင်းများဖတ်ထားလိုက်ရင်အကုန်လုံးခြေလွတ်လက်လွတ်အကုန်ထွက်ပြေးပြီးတော့ဘာဒီပတ်ဝန်းကျင်နဲ့လုံးမသက်ဆိုင်တဲ့နေရာကိုပြေးမှလွတ်မဲ့ယောဂတွေထိရှိသေးတယ်အခုကိုဗစ်ကဘာမှမဟုတ်သေးဘူးအဲ့တော့ခင်ဗျားတို့ရှာမီးချင်းလွှဲရင်ဒီတဲ့ဆိုးတာတွေလာအောင်မှာတလောကလုံးကိုကျုပ်ကပြောချင်တာဒီအတန်တလောကလုံးပြောချင်တာအခုခင်ဗျားတို့ရှာမီးချင်းများသာထပ်လွဲကြအောင်မယ်ဆိုရင်လုံးမရပါဘူးဆိုမှငွေနောက်တကောက်လိုက်ပြီးတော့တခါမလုပ်ပဲလုပ်မလဲမသွားဘယ်လိုလုပ်မလဲမရောင်းဘယ်လိုလုပ်မလဲနော်ဒီဆိုင်ကိုမဖွင့်ရရင် तू သိတော့မှာအယောင်းဝယ်ကိုမလုပ်ရရင်ကို तू မှာငါးပါးမောက်တော့မှာမလီလောဆယ်ပဲဘိုင်းလဲသိတော့မှာလို့ဘောကပြက်တော့မှာလို့ဘုပြက်နေတာလည်းသူတို့မသိရှင်းလားဘာမှမဟုတ်သေးဘူးဒီကယောဂခင်ဗျားတို့အခုအချိန်ရှာမင်းချင်းပေါ့ဒီနေ့ရှာမင်းချင်းပြောနေတာဟုတ်ရနော်အလိုဆန္ဒကဒီမှာအလိုကတဏှာရှာမင်းချင်းသာမလွယ်ဘူးဆိုရင်အလွယ်တကူလေးဒီကယောဂကြော်သွားမှာတက်တောင့်တက်တာလေးကြော်သွားမှာလောကအဆင့်ကြတော့အခုခင်ဗျားတို့တရားအသိရလေနော်အခုနာမည်ကြော်အောင်ကြော်ကြအောင်ယာရုတစ်ခုတက်တယ်ဆိုအဲ့ဌာနတစ်ခုကအတိုင်းဝိုင်းတစ်ခုအတွက်ပဲအရာရောက်တာကျန်တဲ့နေရာနဲ့ဘာမှကိုဆိုင်အခုခင်ဗျားတို့တရားသိဖို့ကြိုးစားနေတယ်အခုတရားနော်ခုဦးစင်းရလဲသူတော်ကောင်းတို့ကိုမြင့်တဲ့မြင့်တင့်တဲ့တရားတွေဟောနိုင်ဖို့နေ့စဉ်အပတ်စဉ်ကြိုးစားနေ့စဉ်ခင်ဗျားတို့တပတ်တစ်ခါသာနားတာကျုပ်ကတစ်ပတ်လုံးစဉ်းစားနေရဒီအတွက်နော်လာရင်ဒီတစ်ပတ်လာရင်ပို့ပြီးကြိုးရှိအောင်ကဘယ်လိုလုပ်ဆိုတော့ခင်ဗျားတို့ဒီဌာနကိုလာပြီးတော့တရားသိဖို့ဆိုပြီးကြကုတ်ကြကဲရွချွန်လာကလေးကရင်ဟောဒီလောကပတ်ဝန်းကျင်တစ်ခုလုံးကရှိတဲ့တမာဒေဝနတ်ကောင်းနတ်မြတ်တွေတောဆောင်နတ်တောင်ဆောင်နတ်ချောင်းဆောင်နတ်မြောင်းဆောင်နတ်မြစ်ဆောင်နတ်အင်းဆောင်နတ်အိမ်ဆောင်နတ်ဒီကဘုံမစိုးအာကံကစိုးရုပ်ကစိုးဒီပတ်ဝန်းကျင်တလောကလုံးကခင်ဗျားတို့အတိမတ်ပြုနေအရာရောက်ပုံချင်းကွာသွားတာဒီနေ့ခင်ဗျားတို့သိန်းပေါင်းတောင်းချီဝင်သွားခင်ဗျားတို့ပတ်ဝန်းကျင်ကဒီကိလေသာလောကသားလူတစုကပဲလက်ခုပ်တီးမှာအခုခင်ဗျားတို့တရားနာဖို့လာလိုက်ပြီဆိုကြတဲ့တရားနှလုံးသွင်းဖို့လာလိုက်ပြီဆိုကြတဲ့များစွာသောတမာဒေဝနတ်ကောင်းနတ်မြတ်တွေကခင်ဗျားတို့တာရုခေါ်နေတယ်ချီးကျူးနေတယ်စောင့်ရှောက်နေတယ်ကာကွယ်နေတယ်အဆင့်အရာရောက်ဖွင့်ခြင်းတူလားတူပါဗျာခင်ဗျားတို့ကဟိုယာဒူးတာမက်နေကြတာဒီယာဒူးခင်ဗျားတို့မသိဘူးဘာလို့ဆိုဒါခင်ဗျားတို့တစိမ့်လည်းမမြင်ရဂုံပြူပွဲလည်းမရှိတကယ်ယာဒူးအစ်စ်ကဂုံပြူစရာမှမလိုပဲဗျဂုံပြူပွဲလှုပ်နေရတာကအဆင့်မရှိလို့လှုပ်နေရတာ
အစင်မရှိလို့မရှိအောင်လုံးမအောင်တတ်မှတ်ကြပါအောင်လုပ်ကြပါအောင်ဟာဆံမွဲပြီလို့ဆံမွဲအောင်လို့ဂုံပြူပွဲလေးလုပ်ပေးပါအောင်ဆိုတော့ဆံမွဲသူဆံမွဲအောင်တာလူမသိလို့သိအောင်လုပ်ပေးရတယ်ဘာလို့ဆိုအရာမှမရောက်ပဲသဘောပါလားသူယာရုတက်သွားတာလူမသိလို့လုပ်ပေးရတာတကယ်နှစ်ကသိကျုပ်ကငငယ်လေးကအဲ့အကြောင်းတွေသိတယ်နော်သိလို့အဲ့အရာမရောက်တာတွေလုပ်နေသူတို့ကတော့မလီဂုံရှိတယ်သွားနေကြတာရှက်ဆရာကြီးကျုပ်ကရှက်ဘွဲတွေဘာလို့မယူရှက်လို့မယူတာဘာမှအနှစ်မရှိအနှစ်သာရမရှိအဓိပ္ပာယ်မရှိအယူချင်းဘုံမြောက်နေတာကိုအဟုတ်လို့ပြီးတော့အမလီလုပ်နေကြတာအဲ့ဒါအဆင်းလို့ခင်ဗျားတို့ထင်တာနော်အခုကျတို့အခုစိတ်ထဲမှာမဟုတ်တာကြံလိုက်လောကဘာလာစောင့်နှက်တွေအကုန်သိဓမ္မဂတိကကြီးတရားလမ်းပြကြီးဟောတော့ကြရတယ်လို့ဒီကောင်အဆင်မရှိတရားနှလုံးသွင်းနေတယ်မြင့်တဲ့တရားတွေကိုနှလုံးဟောဖို့ကြားဖို့ရှာဖွေနေတယ်ကြံစီနေတယ်ကိုဆောင်နာကျောင်းဆောင်နာကနေစပြီးတော့နတ်ဒီဝတ္တာတွေကအကုန်လုံးကသိအကုန်လုံးကချီးမွမ်းနေတယ်အကုန်လုံးကတခါတည်းဂုံပြုတ်နေတယ်လက်မှတ်မလို့ဂုံပြုတ်ဝဲမလို့အဆင့်ကိုတက်သွားအဲ့တော့ကိုအဆင့်ညင့်တယ်နှိမ့်တယ်ဆိုတာသူများသိဖို့လိုသလားလိုပါဘူးဗျာသူတကသတ်မှတ်ပေးရမလားကိုယ်တိုင်အဓိပ္ပာယ်ရှိအောင်ကြိုးစားရမှာမှတ်ထားတော့ကိုယ်စိတ်ဓာတ်တွေအဆင့်တန်းဘယ်လောက်မြင့်သွားပြီလဲကိုယ်အသိပညာတွေဘယ်လောက်အဆင့်တန်းမြင့်သွားပြီလဲဘယ်လောက်သိခံနိုင်သလဲနှုတ်ကပြောတဲ့စကားတွေကဘယ်လောက်အဆင့်တန်းရှိလာပြီလဲကောင်းသောစကားမြင့်မြတ်သောစကားတန်ဖိုးရှိသောစကားဦးဇင်းတို့အခုတနေ့ဆိုရင်ကိုယ့်ကိုယ်သတိမထားဘဲနေလိုက်ရင်စကားပြောတာအစအောက်တန်းစားစကားတွေနဲ့နော်တယောက်နဲ့တယောက်ညူစုခြင်းစောင်းမြောင်ခြင်းအတင်းပြောခြင်းဒါတွေနဲ့မကုန်ဘူးလားကုန်ပါရဲ့အဲ့ဒါပြောမိနေစိတ်ထဲမှာဘသူကဘလို့ဘယ်ဝါဘလို့မလီသူများတွေလိုက်ဝေဖန်ပြီးချိန်ကုန်အောက်တန်းကျလိုက်တာနော်စကားပြောအတိတ်ပဲရှိတဲ့စကားကောင်းတဲ့စကားနော်တရားနဲ့လျော်တဲ့စကားဆိုတော့အဲ့ဒီမှာကိုယ်အဆင့်တန်းကိုအရသာရှိလာစကားပြောရတာအရသာရှိလာစကားပြောဖို့ကြံစီရတာအရသာရှိလာဟောဝေဒနာမှာခံစားချက်ဝေဒနာလေးတကယ်တော့အခုဒီဘက်ကအားဒီတက်ဟောတယ်ဆိုတာခင်ဗျားတို့နားတာပြင်းနေပါဆိုလို့ရှိတက်ဟောတာအမှန်ဒီတလုံးတွေကိုရှစ်တက်လို့မရသေးဘူးကျုပ်ကဒီတရားကိုရှင်းမယ်ဆိုဝေဒနာခံစားချက်မှန်မှတဏှာလိုအပ်ချက်ကမှန်မှတဏှာလိုအပ်ချက်မှန်မှရှာမိခြင်းမှန်မှကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကတရားတစ်လုံးချင်းတစ်လုံးကိုတပုတ်ခံဟောတာအဲ့တစ်လုံးကိုပြောလိုက်တာများရှာမိခြင်းမလွဲကြစေနဲ့ဟောတစ်လုံးနဲ့စကလုံးလေးတစ်လုံးနဲ့တို့ရှာမိခြင်းဘယ်ကလာတယ်ဆိုတော့တဏှာလာတယ်တဏှာဘယ်ကလာလဲဆိုဝေဒနာလာဝေဒနာခံစားပုံမှန်ကန်မှခံစားမှုမှာသတိပညာပါမှဟောတဏှာလည်းမှန်မယ်ရှာမိခြင်းလည်းဒီနဲ့ကလားအဲ့တော့မြတ်စွာဘုရားဆိုတာဘုရားဖြစ်တဲ့အရာသာကိုသူရိပ်ဖမ်းမိတဲ့အတွက်ဘုရားဖြစ်ခြင်းတယ်ဆိုတဲ့တဏှာဘုရားဖြစ်အောင်ရှာဖွေခဲ့တဲ့ပါရမီ10ပါးအပြား30ရှာဖွေမှုဟောသူမလုပ်လာဘူးလားဟောသူကြတော့အဆင့်တန်းသူ့ရဲ့ခံစားချက်ကလူတယောက်တည်းကိုကဲရတာအားမရဘူးတစ်ဖွဲ့လုံးကိုကဲခြင်းတယ်တစ်ဖွဲ့လုံးကိုကဲရတာအားမရဘူးတစ်ရက်ကွက်လုံးကိုကဲခြင်းတယ်တစ်ရက်ကွက်လုံးကိုကဲရတာအားမရဘူးတနိုင်ငံလုံးကိုကဲခြင်းတယ်တနိုင်ငံလုံးကဲရတာအားမရဘူးတလောကလုံးကိုကဲခြင်းတယ်ဟောခုစတို့ပရိသေရွတ်ပဋ္ဌာန်းတွေရွတ်နော်ရွတ်ပွားပူဇော်ပရိတ်ပူဇော်ပဋ္ဌာန်းပူဇော်ပေါ့ရွတ်တယ်ဆိုတာခင်ဗျားတို့အယက်သားနားလည်အောင်ပြောတာတကယ်ကိုတကယ်လုပ်ရတဲ့အလုပ်ကပူဇော်တာနော်ပဋ္ဌာန်းတရားတော်ကြီးဖြင့်ပူဇော်တယ်ပရိတ်တရားတော်ကြီးဖြင့်ပူဇော်တယ်နော်မြတ်စွာဘုရားကိုဘုရားရှိမှသွားရွတ်တယ်ဆိုတာဘုရားကိုယိုသေးလေးမြတ်ရတဲ့ပုဂ္ဂိုလ်သူသိပြီးသားကြီးသူရှိသွားရွတ်တော့လကားပါတော့သို့တော့ဘာလို့လဲဆိုတော့ပူဇော်တာကိုကသွားပြီးတော့ယိုသေးရတဲ့ပုဂ္ဂိုလ်ရှိမှသွားပြီးတော့ကိုကဒီတရားတော်နေနဲ့ပူဇော်တယ်အဲ့ဒီပူဇော်တဲ့ကုသိုလ်ကလေးတွေအမျှဝေတဲ့ခါကျတော့တဆင်ချင်းအိုးအားမရဘူးကိုပတ်ဝန်းကျင်ကလေးလည်းလွတ်မြောက်စေခြင်းနဲ့ပတ်ဝန်းကျင်ဆိုပတ်ဝန်းကျင်ပဲလားမဟုတ်ဘူးကိုနဲ့သက်ဆိုင်တာတော့မသက်ဆိုင်တာတွေရောနော်ဒီနိုင်ငံတနိုင်ငံလုံးဘေးကင်းစေခြင်းနဲ့ဆိုတော့တနိုင်ငံတည်းဆိုတော့မင်းကမြင်ကျင်းလိုက်တာကောဆိုကဘာကြီးပို့ရပြန်ပြီတကဘာဆိုတော့မဟုတ်သေးပါဘူးကွာတခြားကဘာဘောဆိုတော့စัจ java လာကြီးရောက်သွားပြန်အမလီကျုပ်တို့လေးမေတ္တာပို့ရင်အမျှဝေရင်ကိုအရသာတွေရှိနေတာ
ngà cũng tơ lo cả lông đuổi lông lông này bà la ông mẹ phải ăn gan này để ngấu đâu thành này chi chê này là phải chi chê này có phải là cô đừng có gì gì nữa cô đừng mi ra rồi sáng này cô chi chê làm gì đâu thế này à mà cô mấy mà xem biểu mấy mà miền nào đi biểu mẹ toan cô xem mà biểu phải làအဲ့တော့ပြုံးနေမှာသူပြုံးအောင်လုပ်ပေးရတယ်ဆိုတော့အခုတလောကလုံးပြုံးအောင်လုပ်ရတာတယောက်တည်းပြုံးအောင်လုပ်ရတာနဲ့တလောကလုံးပြုံးအောင်လုပ်ရတာဘယ်ဟာပိုရတာရှိဒီမှာခံစားချက်ချင်းမတူတော့ဝေဒနာမြတ်စွာဘုရားကြတော့ဘယ်သူမှဆင်းရဲတာကိုမလိုချင်ဘူးနောကတတ္တဝါအားလုံးကိုသူကလွတ်မြောက်စေချင်တယ်ဟောအဲ့ဒီမှာလွတ်မြောက်စေချင်တယ်ဆိုတော့ခံစားချက်ကလေးကဝေဒနာလေးကနော်အခုလည်းသူတော်ကောင်းတို့တွေကအခုယောဂါတွေလွတ်သွားယုံနဲ့ခင်ဗျားတို့ဒုက္ခကလွတ်ပလားမလွတ်သေးဘူးဗျဟင်တို့ခင်ဗျားတို့တာရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးကိစ္စအဝါဝါတွေမရှိဘူးလားအဲ့ဒီအရေးတွေအားလုံးကြားထဲမှာခင်ဗျားတို့ခံစားနေကြရအောင်ပါပဲခံစားမှုနောက်ကဘာလာမလဲတဏှာနောက်ကရှာမိခြင်းမလားဘူးလားအခုခင်ဗျားတို့သားအတွက်ရှာသမီးအတွက်ရှာနိုင်ငံအတွက်ရှာဖွေရေးတွေမရှာကြဘူးလားရှာနေကြတယ်ဆိုတော့အဲ့ဒီရှာဖွေရေးမှာဒီခံစားချက်နောက်လိုက်ပြီးတော့ရှာဖွေမှုပုံစံတွေပြောင်းသွားတယ်လိုချင်မှုပုံစံတွေပြောင်းသွားတယ်အဲ့တော့အခုသူတော်ကောင်းတို့ကဒီအချိန်မှာအလုံးနှလုံးသွင်းကြရမှာကနော်တကယ်အရသာခံစားချက်အရသာထဲမှာတရားအရသာအကောင်းဆုံးပါလို့သူတော်ကောင်းတို့မကြားဘူးလားအဲ့ဒီကြားဘူးထားတဲ့ဟာတကယ်ဟုတ်ရဲ့လားတရားအရသာဆိုတာဘာပါလဲတရားရတာကိုဘယ်လိုခံစားမလဲခင်ဗျားတို့ရှာဟုတ်ကလားအဲ့တော့ဘာရှာမလဲတရားရတာရှာဘာရှာမလဲအားလုံးအရေးကြီးပြီနော်ဘာရှာကြမလဲအဲ့တော့လောဘအကြောင်းသိတာနဲ့မသိတာနဲ့ဘယ်ဟာရတာရှိလောဘအကြောင်းမသိရင်လောဘခိုင်းသမျှလုပ်ရလောဘခိုင်းသမျှလုပ်တော့လောဘကျွန်ဖြစ်သွားဒါမို့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဒီအကြောင်းများဟောတော့လေခင်ဗျားတို့အလုတ်ကင်လေးဖြစ်မပြောဘူးလားမလီနားကိုမနာဘူးဘဘကိုမောလို့ပြန်တော့လေဘုရားတော်ဝမတိုက်နေတော့မေတ္တာသူကဂုံယူနေတာအလုတ်တွေများတာဂုံယူနေပါဆိုတကယ်တော့အလုတ်များတယ်ဆိုတာကျွန်းနော်အလုတ်များဆိုတာကျွန်းများကျွန်းကြီးစားဖြစ်နေတော့ပါသလားခန္ဓာကျွန်းတဏှကျွန်းဖြစ်ကိုကျွန်းပြောနေရှင်းရလားအဲ့တော့ဦးဇင်းတို့တော်ကောင်းတို့မှာကိစ္စများမြောင်လူတော့ပါအောင်ကိစ္စများနေရင်ဂုံယူတာဟိုအရိယာပုဂ္ဂိုလ်ကြီးတွေကြတော့ကတံကရဏီယံတဲ့ကရဏီယံပြုတ်ွယ်ကိစ္စဝတို့ဒီကတံကုန်ခဲ့ပြီကိစ္စမရှိတော့ဘူးလေကိစ္စကုန်သွားပြီတို့ကကြတော့ကိစ္စများနေတာတော့ကြည်နဲ့ဟောရှာတာချင်းကိုဟိုကကိစ္စကုန်အောင်ရှာတာခင်ဗျားတို့ကကြတော့ကိစ္စများအောင်ရှာဗါတယ်များမလေးဖိတ်စာကိုမပိုင်ကိုသိမကြည့်နဲ့ချင်းနာမည်တဲ့ကိုနာမည်မထည့်ဘူးဆိုရင်ကိုကြည်နဲ့တော့မြို့မီမြို့ဖားအမလေးဒုတ်ထက်ကြီးတာရှိအောင်မလားတော့သိပါဦးတို့မြို့မီမြို့ဖားထဲမပိုင်လေသူကကြုံမလို့ရင်ကိုမကြည်နဲ့ဘူးတော့ပါလားမင်္ဂလာဆောင်ဖိတ်စာမပိုင်ရင်လက်ဖွဲ့ရတောင်သက်သာသေးမဟုတ်ဘူးကိုနာမည်မပါလို့ဘာလို့ဆိုကိစ္စနဲမှာကိုကြောက်တော့ပါလားအဲ့တော့ကိစ္စများတာနဲ့ကိစ္စကုန်တာဘယ်ဟာကောင်းအဲ့လေဒီလိုပြောအကုန်လိုက်တတ်တယ်ဝါတာဖော်လို့ဖြစ်ဖော်လို့ကတော့အကုန်ကြွနာပေါ့အဲ့တော့တို့တွေဟာခံစားချက်မှန်ကန်ဖို့လိုအပ်မလို့အဲ့တော့အဲ့ခံစားချက်မှာလေဒီနေ့အလုပ်တရားလေးနည်းနည်းလေးပါအောင်ပြောရရင်ဝေဒနာဆိုတာရှေ့ကိုပြန်ပြောမှသူကဘယ်တရားဖြစ်ဖြစ်တကယ်သိချင်ရင်အကြောင်းတရားကိုရှာအဲ့တော့ဝေဒနာဘယ်ကလာဖသဝေဒနာဘယ်ကလာဖသဘယ်ကလာသလယနာဆိုတာအာယုံ6ပါးဓွာရ6ပါးအဲ့တော့တကယ်အရင်ကဒီ6ခုပဲရှိတာအဲ့တော့6ပါးသောဓွာရ6ပါးသောအာယုံတွေထိတွေ့နေလို့ဖသဖြစ်တာဟုတ်ကလားသလယနာဖြစ်เสียဖသဒီတော့ဓွာရ6ပါးတော်ကောင်းတို့ဦးဇင်းတို့ခုနတရားမစခင်မှာဆိုကြတယ်မျက်စိနာလျှာကိုယ်စိတ်မဆိုးဘူးလားအဲ့ဒါတရားတွေ
မျက်စိဆိုတာတရားတစ်လုံးနားဆိုတာတရားတစ်လုံးဟောမျက်စိဆိုတာမြင်တတ်သောတရားပါတယ်ဗါလဲနားဆိုတာကြားတတ်သောတရားဟောတရားလို့ဆိုလိုက်တဲ့အတွက်ယောက်ျားလားမိန်းမလားသူဟာလားငါဟာလားမျက်လုံးမှန်ရင်မလုပ်တာမြင်တတ်တဲ့သဘောမြင်တတ်တဲ့သဘာဝအမှန်နားကြားရတဲ့သဘာဝအမှန်ကဲမျက်လုံးကဘာကိုမြင်တာလဲဟောခုနမျက်စိနာပြီးတော့အစင်းအတန်လို့မဆိုဘူးလားဒါမို့အဲ့ဒီတရားတွေကဆင်ကျင်၍လို့နော်အခုဦးဇင်းတို့ဒီတရားနဲ့ပတ်သက်ပြီးတော့ဟိုအမေရိကတရားဓမ္မတွေတောင်းဆိုစင်ကူအမေရိကတရားပွဲကိုသူတို့လည်း live နာကျင်တော့အခုနီးပညာတွေပေါ့လေအင်တာနက်နီးပညာတွေရ Zoom နဲ့နာကြမယ်အဲ့တော့အဲ့အတွက်ရှင်ပြစီစဉ်ပေးပါဦးသူတို့ပြောကြတော့အဲ့ဒီကနေမှတရားနာကြဖို့သူတို့တွေစ조사နေကြတာပေါ့လေဒါအခုဒီနေ့စမ်းတယ်နောက်နေ့တွေမှာဒါလုပ်ပဲလို့အစဉ်ပြေသွားရင်တရားစခန်းပွဲတိလုပ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုတရားပွဲလေးတွေလုပ်ချင်တယ်ဆိုတော့ဒီလုပ်ချင်တဲ့တရားတန်ကိုကြားချင်တဲ့တရားကိုမြင်ချင်တဲ့ဆိုတဲ့စိတ်ကလေးမရှိဘူးလားရှိတယ်အဲ့တော့အခုသူတို့တွေဒီကိုစ조사နေကြတယ်တရားအဲ့တော့တရားသိဖို့နာဖို့ဆိုတာရှေ့လုပ်ငန်းစဉ်တွေကဒီတိုင်းပဲသွားရတော့မှာဟုတ်တို့ကအလုပ်ကရက်ထားလို့မရအဲ့တော့တို့လုပ်ရမယ့်အလုပ်ကိုအချိန်နဲ့အမျှအကျိုးရှိအောင်လုပ်ကြရမှာအကျိုးရှိအောင်ရှာဖွေရတော့အဲ့တော့တရားသဘောလေးမှာမျက်စိဆိုတာဘာလုပ်တတ်တာလဲမြင်တတ်တဲ့တရားလေးအဲ့တော့ဘာကိုမြင်တာလဲအစင်းကိုမြင်တာဘာကိုမြင်တာလဲအဲ့မှာဒါပဲဦးဇင်းတို့တော်ကောင်းတို့ကအခု live နာတယ်ဆိုတော့အခုလက်တွေ့နာနေတော့လဲဗာမြင်ရတာဟိုးကင်မရာထဲကနေတို့ TV ကနေကြည့်ပြီးမြင်တော့အစင်းကိုမြင်တာပဲအဲ့တော့တကယ်မြင်တာဘာကိုမြင်တာလဲအဲ့ဒီမြင်တဲ့အစင်းထဲမှာပုဂ္ဂိုလ်ပါလားတတ္တဝါပါလားဟောအဲ့ဒီမှာတရားအသိကိုခံစားနိုင်ဖို့ဆိုတာအဲ့ဒီမှာနော်တကယ်အခုဦးဇင်းတို့မကြာပြောနေတာခုနဆင်ကျင်၍လို့ပြောလိုက်တာသူတို့ကခုလို့ပြောတော့ခုနပြောချင်တာအဲ့ဒီလိုဇွန်းတွေပါနေတကဘာလုံးကနာကြတော့မယ်ဆိုအချိန်တွေကိုတတ်နိုင်သမျှချုပ်ရမယ်အချိန်တွေကိုတတ်နိုင်သမျှချုပ်ရမယ်အချိန်အတွက်ကိုနော်အကျိုးရှိအောင်လုပ်ရတော့မယ်ဆိုတော့ဖုံတရားပေါ်ရတဲ့သီလပေးတာဟောတဲ့တရားအရတာတွေရွတ်တာတွေရောအချိန်ကြီးကအများကြီးကုန်တယ်ဟဲ့မကုန်ဘူးသုံးတာဘာလို့လဲမကုန်ပါဘူးဗျနော်တို့ကဖြုံးလိုက်တယ်မှမဟုတ်ပဲနော်ရှစ်ပါးသီလပေးတယ်မလို့အပ်ဘူးလားဥပုံနေသီလပေးတာမပေးလို့ဖြစ်မလားနော်နောက်တရားအရတာအပူများရွတ်နေရပြီးသားတွေအလကားနေအချိန်ကုန်တယ်ဒီလိုများခံစားမိလားအေးခံစားမိရင်သေချာနှလုံးသွင်းနော်အဲ့တော့ဦးဇင်းပြောတယ်ဒါကြပြရွတ်တာလည်းမဟုတ်စာရွတ်တာလည်းမဟုတ်တချင်းဆိုတာလည်းမဟုတ်နော်အဲ့ဒီထဲမှာခင်ဗျားတို့နှလုံးသွင်းရင်းနဲ့နှလုံးသွင်းမှန်သွားရင်လေတရားလေဦးဇင်းတော်ကောင်းတို့သိစေချင်လိုက်တာအခုရွတ်တယ်မျက်စိလို့ပြောရင်းနဲ့ဒါမြင်တတ်တဲ့သဘောသက်ငါမဟုတ်သူမဟုတ်ပုဂ္ဂိုလ်မဟုတ်တ attva မဟုတ်မြင်တတ်တဲ့တရားသက်ပဲလို့နောက်ကနှလုံးသွင်းမှုတစ်ထပ်ထဲကြရင်အဲ့ဒီနားရင်ဒိဋ္ဌိပြုတ်ပြီးအဲ့နားရင်သောတာပန်တည်တယ်မျက်လုံးလို့ရွတ်ရင်နဲ့ကြာတာမဟုတ်ဘူးကိုပါဇက်ကပြောတော့တာခင်ဗျားတို့ကြားရအောင်မြန်ကြီးပြောသွားလိုက်ရင်အဓိပ္ပာယ်မပေါက်ပါဆိုလို့တစ်လုံးချင်းပြောရလို့ကြားနေတာဟိုကအညံတညံဖြစ်သွားတာမဲ့လေးတံဖိုးလေးတံဆိုတာလက်ဖြစ်တစ်ထွက်ဒီးပါလေအကုန်ကြအကုန်ပြီးသွားတယ်ခင်ဗျားတို့စူးစိုက်မှုညံအားလေးကအားနေနေသည်လို့ဟောအဲ့တော့ဒီသူတော်ကောင်းတို့ရွတ်ဖတ်သွားတဲ့တရားအားလုံးဟာတလုံးသဘောပေါက်လိုက်တာနဲ့ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်ငါအင်ခန္ဓာမှဒီလိုကမဆိုးလားဖောက်ပြန်ဆိုတဲ့တရားလေးသလုံးဒါရုပ်ရဲ့သဘာဝရုပ်ရဲ့နိယာမရုပ်ရဲ့သဘောတရားလေးပဲရုပ်ဖဲငါမဟုတ်ဘူးသူမဟုတ်ဘူးပုဂ္ဂိုလ်မဟုတ်ဘူးတ attva မဟုတ်ဘူးဆိုတာဉာဏ်ကအခုနာဘူးထားတဲ့တရားနဲ့နှလုံးသွင်းတဲ့တရားနဲ့ထပ်ထဲကြရင်ခင်ဗျားတို့ရှာမေးခြင်းသာမှန်သွားရင်ဟောရွရင်ဖန်ရင်လည်းသောတာပန်ဖြစ်တယ်ဗျသဂရကအနာဂယဟန္တာဖြစ်တယ်ဗျရှင်းလားဒါကြောင့်ရွတ်တာအလကားရွတ်မနေနဲ့လုပ်တဲ့လူချင်းမဟုတ်ပါဘူးရွတ်တယ်ဆိုတာလဲစိတ်ထဲကနေနှလုံးသွင်းပြီးရွတ်ရတဲ့အမျိုးနှုတ်ကနေအလွတ်ရလို့ရွတ်နေကုသိုလ်တော်ရဘုရားတရားတော်တွေမူလနဗျာသစ္စာနှစ်ခုလေးခုလောအင်္ဂါ12ပါးသောတေကိုမြတ်နဲ့3ပါးစနေရမှာကလေးတွေရွတ်သလိုရိုးရွတ်သွားကုသိုလ်တော်ရအလကားတော့မဖြစ်ဘူး
သို့သောအဲ့နောက်ကဉာဏ်ပါလာပြီမူလနှပြဆိုတာဘာလဲသစ္စာတစ်ခုဆိုတာဘာလဲအခုဖြည်းဖြည်းချင်းတို့တလုံးလုံးချင်းဆင်ကျင်၍ဆင်ကျင်၍ဆိုရွတ်သွားတော့ဆင်ကျင်မှုလေးတဲ့သွားတာနဲ့ဒီလိုမျက်စိကြီးမိတ်နေမှမက်ဖို့ရတာမဟုတ်ဘူးငုတ်တုတ်ကြီးငြိမ်ငြိမ်ထိုင်နေမှမက်ဖို့ရတာမဟုတ်ဘူးနော်ဒါဖြင့်တရားထိုင်တဲ့အခါဘာလို့ရှင်ပြငြိမ်ငြိမ်ထိုင်ရတာဆိုတော့ငြိမ်ငြိမ်ထိုင်ခြင်းကကိုယ့်ရဲ့ပြယုံသင်္ကေတကိုယ်မှာတမာတိရှိမရှိဟောကိုစစ်ဆေးလို့ရတယ်ဘယ်သူမှလာစစ်ဆေးရမှာမဟုတ်ဘူးကိုယ့်ကိုလှုပ်နေတယ်ပြင်နေတယ်ပြင်လို့မရဘူးလားပြင်ဖို့ကိုယ့်ကိုပြင်ချင်လို့ပြင်တာဘာလို့ပြင်လဲတဏှာလိုလိုက်လို့ပြင်ဟောဝေဒနာအကြောင်းကောင်းကောင်းမသိလို့ပြင်ရတယ်ရှင်းလားရှာမေးခြင်းလွဲလို့ပြင်ရတယ်ဟောအလွဲကြီးပဲသွားပါပြီလားဟောပညာရှိသွားတော့ဉာဏ်လေးရှိလာတဲ့ကြတော့ဒါဝေဒနာပဲဖတ်တပစ္စယဝေဒနာအာယုံတက်တက်ပဲအာယုံဆိုတာငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးခံစားတဲ့သဘောပါတယ်ခံစားတဲ့သဘောခံစားတဲ့သဘာဝခံစားတဲ့နိယာမကြိုက်တယ်လို့တော့ဒါပဲအဖြေရအဲ့ဒီမှာပုဂ္ဂိုလ်တ attva မပါဘူးလို့ဉာဏ်နဲ့ကိုဉာဏ်နဲ့အခုဦးဇင်းတို့ကနှလုံးသွင်းနည်းကိုသင်ပေးထားတာနော်အခုခင်ဗျားတို့မေးနေတာဝေဒနာဆိုတာခံစားတာပုဂ္ဂိုလ်ပါလားတ attva ပါလားငါပါသလားယောက်ျားမိန်းမပါသလားလို့အချိန်ချင်းမမေးဘူးလားအဲ့ဒါသင်ပေးနေတာအဲ့ဒါကိုသူတော်ကောင်းတို့ကိုယ်တိုင်ဉာဏ်နဲ့နှလုံးသွင်းလို့အာယုံစိုက်မိသွားတာနဲ့နော်ဣန္ဒြေပေါ့ဒီတရားပေါ်မှာယုံကြည်တဲ့သရဣန္ဒြေတရားပေါ်မှာတရားပေါ်မှာဆင်ခြင်မှုရင့်ကျက်လာတဲ့ပညာဣန္ဒြေပညာအစိုးရလာတယ်နော်တရားဣန္ဒြေတရားကလည်းအစိုးတရားဖြစ်လာတယ်ခိုင်မြဲသွားပြီဩဟုတ်လိုက်တာမှန်လိုက်တာတရားဣန္ဒြေပညာဣန္ဒြေပညာကလည်းတခါလဲဒီတရားဟာဒီသဘောပဲလို့တခါလဲကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်နဲ့သူပြောလူပြောမဟုတ်ဘူးဘုရားဟောလို့ဆိုတာမဟုတ်ဘူးတကယ်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်ပိုင်ပညာနဲ့ဆုံးဖြတ်ချက်ပြီးပညာဣန္ဒြေအဲ့ဒီပုံမှာတခါနဲ့တထက်ထဲကျနေတဲ့တတိဣန္ဒြေဝိရိယဣန္ဒြေတမာရိဣန္ဒြေဒီဣန္ဒြေ၅ပါးညီလိုက်တာနဲ့တစ်ချက်ထဲပြီးသွားတာကိစ္စရှင်းလားရှင်းပါပြီဘုရားပြောတာနားလေလားအလုတ်သမားမှနားလေမှာနော်အဲ့တော့ဒါတွေနားလေအောင်ကြိုးစားတော့ဘာဖြစ်လို့ဦးဇင်းကတရားကိုပြီးရောဝေါနဲ့ဟောမသွားတာလဲဆိုတော့ဒီတစ်လုံးချင်းမှာအနှစ်သာရရှိနေဝေဒနာတစ်လုံးကောင်းကောင်းသိသွားလဲကိစ္စပြီးသွားတယ်ရှင်းလားအဲ့တော့ဝေဒနာကောင်းကောင်းသိသွားပြီဆိုတော့ဝေဒနာအကြောင်းကောင်းကောင်းသိတော့ဉာဏ်ထဲမှာတခါတည်းဉာဏ်အောက်မှာပိုင်နိုင်သိလိုက်ပြီဆိုတော့ဝေဒနာအပေါ်မှာကန့်ညှိခြင်းตาရခြင်းတွေ့တာခြင်းတတ်မဲ့ခြင်းတွေလာအောင်မလားအဲ့ဒါပြောတာဝေဒနာနိရောဓတဏှာနိရောဓတဏှာနိရောဓဆိုတော့ဟောဘက်ကလွဲမားတဲ့ရှာမိခြင်းတွေလာအောင်မလားမလာတော့ဘူး तू ကဉာဏ်ကိုကရှာသွားတာမဲ့ရှာသွားတာဖို့ရှာသွားတာဗျို့ဉာဏ်ဆိုတာဒီစိတ်ထဲကဖြစ်တာပဲကိုအခုခင်ဗျားတို့စိတ်ထဲကဒီမှာ၅ပါးအယုံကာမဂုဏ်ကိုခံစားတဲ့ဝေဒနာလာတော့ဝေဒနာနောက်ကတဏှာကိလေသာဒီမှာအမဲကိလေသာလာတော့ကိလေသာနောက်ကရှာမိခြင်းဆိုတာကိလေသာဥဆောင်တဲ့ရှာမိခြင်းကိုတွားခဲ့တာအဲ့ဒါရှာတဲ့အတွက်ခင်ဗျားတို့နောက်ကအလုတ်ရှုပ်ကုန်အခုခင်ဗျားတို့ဉာဏ်ကရှာပြီဆိုတဲ့ဟင်ကြတော့ဉာဏ်နဲ့ခံစားတဲ့ဝေဒနာကိုငါထားနော်ဖတ်တာပစ္စယဝေဒနာအဲ့တော့ဖတ်တာသဘောဝေဒနာသဘောဖတ်တာသဘောဝေဒနာသဘောဉာဏ်ကခံစားချလိုက်တဲ့ခါကျတော့ဒီဘက်မှာတဏှာသိနေမသိနေတဏှာသိနေတော့ဉာဏ်ဤရှာမိခြင်းဆိုတော့ဒီမှာဝေဒနာပစ္စယဉာဏ်လာတယ်ဉာဏ်ပစ္စယမက်လာတယ်ကဲပြီးရောတော့ပေါ့လားဒါပဲဒီနားလေးမှာပဲလိုချင်မှုလေးမှာဉာဏ်မပါတဲ့လိုချင်မှုနဲ့ဉာဏ်ပါတဲ့လိုချင်မှုဒါလေးกว่าပါရှင်းမလားမသိဘူးရှင်းပါပါနော်ရှင်းစေခြင်းနဲ့အဲ့ဒီအချက်လေးရှင်းစေခြင်းတာနော်ဝေဒနာဦးဇင်းဒီအကြောင်းလေးကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရတယ်အိမ်တွင်းပရိစ္ဆာသမုပ္ပါဆိုခေါ်တာကိုယ်ကိုနားနေတာတပတ်ရှိသူကလည်းဒီဝေဒနာကိုမတက်ဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတရားတော်ကြီးမဟာဒီနာနာတုတ်ကြီးလည်းဖတ်တယ်သူကလည်းဝေဒနာကိုမတက်ဘူးဟာဘာဖြစ်လို့တော့အထာဂရသွားကြည့်တော့လေဒါအဓိကပဲတဲ့နော်အဲ့တော့ဝေဒနာခံစားချက်တာမှန်သွားရင်ဒီမှာခံစားချက်မှန်တာနဲ့ဉာဏ်ဝင်လာပြီဉာဏ်ဝင်လာတော့တဏှာကိလေသာနေရာမှာဉာဏ်ရောက်သွားတယ်
ဉာဏ်ရောက်တော့ကိလေသာကဒီဘက်ကပရိယေသနာဆိုတာရှာတယ်ဆိုတာဒီအာယုံပဲထပ်ရှာတယ်ဉာဏ်ကကြတော့ဒီဘက်က၅ပါးအာယုံကာမဂုဏ်ရှာတော့ကာမဂုဏ်လွတ်မြောက်ခြင်းနိရောဓကိုရှာလိုက်ဆိုတော့ရိုးရိုးလေးပဲကြည့်လေခုခင်ဗျားတို့ခံစားတဲ့ဝေဒနာမြဲလားမမြဲဘူးလားမြဲပါဘူးဗျာဖတ်တာရောမြဲပါဘူးအဲ့တော့ဖတ်တာလည်းဖြစ်ပြီးရင်ဝေဒနာလည်းဖြစ်ပြီးရင်အဲ့တော့ဖြစ်ပြီးပြက်တယ်ဆိုကြနိရောဓပဲပြက်သွားတာနိရောဓပဲဟောပြက်သွားတာနိရောဓပါဗျာဆိုတော့ခုနတဏှာကအဖြစ်ရှာဉာဏ်ကအပြက်ရှာဟောပြန်ကြည့်ဗါလဲတဏှာဖြစ်ရှာအရေးကြီးတယ်နော်အဲ့ဒီအချက်ခင်ဗျားတို့ဉာဏ်ထဲမှာသဘောပေါက်လို့သဘောဉာဏ်ပွင့်သွားရင်ကိစ္စပြီးပြီဥဆောင်တဲ့အလုပ်ဒီမှာတဏှာပဲတဏှာရဲ့အသင်းပေးမယ်နော်နိဗ္ဗာန်လိုချင်တာလဲတဏှာမဟုတ်လားတချို့ကပြောတယ်ဟုတ်တယ်ဒါပေမဲ့ကိလေသာတဏှာမဟုတ်ဘူးဉာဏ်ဥစည်းတဲ့ဆန္ဒသဘောပါလားကဲအဲ့ဒါဒီရှင်းနေကြတယ်တို့ဒီအလုပ်အရင်လုပ်အောင်အဲ့တော့ဝေဒနာခံစားမှုနောက်မှာခံစားမှုကနောက်ကပရိယေနနာရှာတယ်ဆိုတော့ဒီခံစားမှုကိုဆက်ခါခံစားခြင်းလို့ရှာတာမဟုတ်ဘူးလားနော်ဒီဘက်ကပရိယေသနာခင်ဗျားတို့ဝေဒနာပစ္စယတဏှာပစ္စယပရိယေသနာလို့ခုမဟုတ်ဘူးလားအဲ့တော့ပရိယေသနာဘာရှာတာတုံးလို့မင်းခံစားဖို့ရှာတာဒီဘက်ကဉာဏ်ကကြတော့ဝေဒနာအကြောင်းကောင်းကောင်းသိတော့ဝေဒနာဆိုတာကွာဖြစ်ပြီးရင်ပြက်တာပါပဲဟာဆိုတော့အပြက်ဖဲသူကြည့်လိုက်တဲ့ခါကျတော့ဒီအပြက်ထရှာနေစရာမလိုတော့အဲ့တော့ဒီမှာခြုံငင်းချင်းဆိုတော့နိရောဓမျက်မှောက်ပြုသွားတယ်ဟောတဏှာအရှာနဲ့ဉာဏ်အရှာတူသလားအကွာကြီးကွာသွားပြီတဏှာကြတော့ဒီဝေဒနာကိုထပ်ခါခံစားဖို့ရှာနေတာဒါမှမဟုတ်ဝေဒနာပစ္စယတဏှာပစ္စယပရိယေသနာပြန်ပြောဝေဒနာပစ္စယဥပါဒံခင်ဗျားတို့အလွတ်ရထားတာကြီးအော်မနေနဲ့အဲ့ဒါခင်ဗျားတို့အလွတ်ကျက်ထားတဲ့တရားဒါဖြစ်စဉ်တရားတော့ပါလားအကွာကြီးကွာဟိုအလွတ်ကျက်ထားတာဟုတ်ဗျစာထဲရှိတာအလွတ်ကျက်ထားတာဒါတကယ်အရှိဖြစ်ကြည့်လိုက်တော့ဝေဒနာပစ္စယတဏှာပစ္စယပရိယေသနာဆိုတာဒီဝေဒနာကိုပဲထပ်ခါရှာနေတာဆိုတော့ဝေဒနာအဖြစ်ကိုရှာနေတို့ဉာဏ်ကကြတော့ဝေဒနာကြည့်လိုက်တယ်ဝေဒနာလေးဒုက္ခဝေဒနာရောမြဲသလားမြဲပါဘူးဒုက္ခဝေဒနာရောမြဲပါဘူးအဲ့တော့ခုနဖတ်တာဆိုတော့ဖတ်တာနေရာကြည့်တော့မြင်မှုလေးရောမြဲသလားမြဲပါဘူးကြားမှုလေးရောမြဲပါဘူးဟောတရားတစ်လုံးဆိုအဲ့ဒါအော်မြင်တတ်တဲ့သဘောပဲလို့သိလိုက်တာနဲ့မြင်မှုကြောင့်ဖြစ်ပေါ်လာမဲ့လောဘတွေဒေါသတွေမောဟတွေလာအောင်လားမလာတော့ဘူးငါကတို့ကသတိပညာမပိုင်ရင်နောက်ကလောဘဒေါသမောဟလောဘလာရင်လာမလာရင်ဒေါသလာတယ်ဒေါသမလာရင်မောဟလာဒါတဏှာရဲ့အသင်းတိမိတ်နေပဲတဏှာလို့တစ်လုံးပဲပြောလိုက်တာအဲ့ဒီနောက်မှာလောဘလည်းရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာတို့ကသတိပညာလေးဦးစီးပြီးသွားလိုက်တော့မြင်မှုသဘောလေးကမြင်တတ်တဲ့သဘောလေးလည်းဖြစ်ပြီးရင်ပြက်တာပဲအစင်းသဘောလေးကလည်းဖြစ်ပြီးရင်ဆိုတော့အားလုံးကသဘောသဘာဝလေးတွေပဲရှိတာအဆိုင်အခဲအထေဒရတ်မှတ်ထားနော်အခုဦးဇင်းတို့ကကြည့်လိုက်တော့လူပုဂ္ဂိုလ်ကြီးမြင်နေရတော့ drug လို့ထင်တာနော်ဒုတယ်ကြီးလို့ထင်တာဒီပုဂ္ဂိုလ်ကြီးလို့ထင်တာတကယ်တော့ပုဂ္ဂိုလ်ကြီးဆိုတာမရှိဘူးမျက်စိထဲမှာမြင်တာပါလေနားမှာကြားတာကအဲ့တော့အစင်းလေးတွေလည်းဖြစ်ပြီးရင်အတန်လေးတွေလည်းဖြစ်ပြီးရင်အနံ့လေးတွေလည်းဖြစ်ပြီးရင်အဲ့တော့ဖြစ်ပြီးပြက်တော့သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ဖတ်တာပစ္စယဝေဒနာလည်းဖြစ်ပြီးရင်ပြက်တာပဲလို့သိသွားတော့ဒီပေါ်မှာလိုချင်မှုတတ်မဲ့မှုလာအောင်မလားမလာရင်အာလောဘဖြစ်သွားတယ်အဲ့တော့တဏှာကပရိယေသနာဆိုပြီးအာယုံထပ်ရှာတယ်ဉာဏ်ကကြတော့အာယုံချုပ်ရမျက်မှောက်ပြုချလိုက်ဟောသဘောပါရဲ့လားအဲ့တော့ရှာမိခြင်းမလွဲစီနဲ့ဆိုတာရှာတာတော့ရှာကြမှာပဲရှာတော့ခင်ဗျားတို့ကဝေဒနာထပ်ရှာမလားဝေဒနာချုပ်ငိမ့်ရရှာမလားဒီနေ့ခင်ဗျားတို့မြတ်စွာဘုရားရဲ့တပည့်သားတွေကြတော့နော်ဒီတရားတွေခင်ဗျားတို့ညံထဲမရောက်ရင်ဒီသာသနာနဲ့ခင်ဗျားတို့နဲ့တခြားစီနော်ဒီဘုရားနဲ့ခင်ဗျားတို့နဲ့တခြားစီစေလူတွေသွားကြတော့ဒါတော့မဟာမြတ်မုနီလည်းကြတော့ရင်ကြတော့မှာပဲဟိုဟာတက်ကြတရားတို့ဘာလို့လဲကြတော့ဒီနာဆိုရင်တော့နီဘုရားတို့မွေဘုရားတို့ပေါ့လေခင်ဗျားတို့နာမည်မျိုးစုံတက်ထားတဲ့ရုပ်ထုတွေသွားကြတော့မှာဘုရားနဲ့တွေ့တာတော့မဟုတ်ဘူးဟောစင်တုတွေရှင်းလားအဲ့တော့ဘုရားတွေ့ကြတာမဟုတ်ဘူးတကယ်ဘုရားတွေ့ရင်ဒါတွေ့အောင်ရှာရှင်းလားဒီအချက်ခင်ဗျားတို့ဉာဏ်ထဲမှာတကယ်သိသွားရင်ခင်ဗျားတို့တကယ်ယင်ထဲမှာဘုရားပွင့်
အဲ့တော့လောကမှာဘုရားပွင့်ဖို့ခဲရင်တယ်ဥစဉ်လည်းမကြရှင်းပြတယ်ကျေးဇူးရှင်ဘုန်းကြီးဆရာတော်ဘုရားကြီးကလည်းပြောတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်းပြောတယ်လို့ဆိုတယ်ဆုံးခံပြန်လာခြေစေးတိုင်းပြောတာတဲ့ဗုဒ္ဓပါတော်ဒုံလဘောလောကသမိန်လောကသမိန်လောကကြီးတဲ့၌ဗုဒ္ဓပါဒသစ္စာ၄ပါးတရားသိခြင်းဘုရားသည်ဒုံလဘပွင့်ခဲ့တယ်ရခဲ့တယ်ဆိုတော့ဘုရားပွင့်ခဲ့တယ်လို့သာပြောတာစာထဲကြည့်တော့ခင်းငါဝါလူသေးစုမကပွင့်သွားပြီဆိုတော့အဲ့ဒီတပ္ပိညုတဘုရားတွေပွင့်ခဲ့တာလားကိုယ်ရင်ထဲမှာဉာဏ်ထဲမှာသိတဲ့ဘုရားပွင့်ခဲ့တာလားအဲ့တော့လောကမှာသာဘုရားဆူဆူပွင့်သွားတာတို့အတွက်ဘုရားတဆူးမှပွင့်သေးဘူးဘုရားတို့ဘုရားပွင့်ဘူးပြီလားဒါဖြင့်ကျုပ်တို့အတွက်ဘုရားပွင့်ပြီလားမပွင့်သေးတာသိအောင်လို့ဒါရှာတော့ပါလားတို့ဘုရားရှာမယ်တရားရှာမယ်ဘုရားတို့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုနေတာဒါမသိသေးရင်လောကောဗျဘာမှမမြဲဘူးဒါမသိသေးရင်ခင်ဗျားတို့လောကောဆိုတာအခုလောလောဆယ်ကြားကောင်းအောင်လုပ်နေတာကိုစိတ်ကလေးဖြေသာအောင်လုပ်နေတာတို့တော့မသေးခင်တရဏဂုံတည်ထားတာအေးဖြေသာအောင်လုပ်နေတာဘာဟာအာယုံပြုတ်သေးမှမသိပဲဒီနေ့သုတိစိတ်ကြဒီနေ့တရဏဂုံပြက်ပြီဘုရားမှလည်းမသိတော့တရားမှလည်းမသိတော့သံဃာမှလည်းမသိတော့အခုရောဆိုတော့ဒီသစ္စာ၄ပါးမသိသေးရင်ခင်ဗျားတို့ဘုရားမသိသေးဘူးရှင်းလားရှင်းပါဗျာသဘောပေါက်ရဲ့လားပေါက်ပါဗျာအဲ့တော့ဒီအချက်တို့ကဒီမှာလေသူတို့ကဘာကြီးကတ်ဆိုင်နေတာကိုယ့်အတွက်အချက်ပဲစီဝါရေးလုံးမရဘူးဟာကိုရင်ပဲရုံးနေမသွားရဘူးကိုရင်ပဲအယောင်းဝယ်မလို့ရဘူးဟာကိုရင်ပဲဆိုင်နေပိတ်ထားရတာပိတ်ထားတနေကုန်ဒီတရားတယောက်လုံးဦးမကွာခုမှအချိန်ကြီးရဘောပါလားနှစ်ကအသုံးချနော်ခင်ဗျားတို့တကယ်အခုဦးစင်ပြောသလောက်သဘောပေါက်လို့တမျိုး9ယောက်လောက်ပဲများမဟုတ်ဘူး9ယောက်လောက်ပဲဒီအလုပ်လုပ်နေအဲ့ကဘယ်ရောက်သွားမှတော့သိမှာမဟုတ်ဘူးခင်ဗျားတို့တရားဘယ်လောက်စွမ်းနေဆိုတာကျုပ်ကယုံကြည်စေခြင်းနဲ့သဘောပါလားတရားတကယ်ထွန်းထွန်းပေါက်ပေါက်ရွရွချွန်လုပ်တဲ့လူ9ယောက်လောက်ပဲရှိအဲ့ကဘယ်ရောက်သွားမှတော့မသိပြုံးလားဒါပေမဲ့ကပ်ပြောက်ဖို့တော့တရားမရှာနဲ့ပေါ့ဗျာသဘောပြောပြတာအစွမ်းကိုပြောပြတာဓမ္မရဲ့စွမ်းပကားကိုပြောပြတာနော်အဲ့တော့တရားနှလုံးသွင်းရမှာခင်ဗျားတို့တဲကြောက်သဘောဗျာနော်လောကကြီးကတဲကြောက်ကြစီဝါရေးလောက်ရမှာမကြောက်ဘူးဟောတော့တဲဦးသွားမှာကြတော့အလုပ်ဖြစ်တယ်မလေးရောင်းလို့ဝယ်လို့ကောင်းလိုက်တာဒီအားကုန်အားဟုဆိုသူကဘယ်သွားနေတာမလေးအာယုံပြုကောင်းကစ္စနာတို့ဆိုမလေးဈေးသွားမပြောဘူးနေတာမလေးရောင်းလို့ကောင်းဝယ်လို့ကောင်းတယ်မလေးမသွားနိုင်ဘုန်းကြီးကြောင့်မသွားနိုင်ဘူးသင်္ကန်းဘုရားမှာမပို့နိုင်ဘူးတဲ့သူကဒေဟုတ်သွားတယ်အခုဒေဟုတ်မသွားတဲ့ခါကျမှိုင်းနော်ဒီဘက်မှာနိဗ္ဗာန်သွားစရာလမ်းရှိတယ်မသွားဘူးရောင်းမကောင်းဝယ်မကောင်းလို့တရားတွေဖိအားထုတ်တယ်လို့ရှိလားမေးကြည့်စမ်းပါသဘောပါလားသဘောပေါက်ကြလားဒါပဲရောင်းမကောင်းဝယ်မကောင်းလှုပ်เสียမရှိဘူးဆိုတော့ကိုယ်မှလှုပ်เสียအပြေးဖះနဲ့ငါမတွေ့သေးဘူးငါဖះတွေ့အောင်ရှာအောင်ငါရင်ထဲမှာဖះမပွင့်သေးဘူးဖះပွင့်အောင်လှုပ်အောင်မယ်ရှင်းလားအဲ့တော့ခံစားချက်ပါခင်ဗျားတို့ကအာယုံတော့တာတကောက်ကောက်လိုက်နေဖះမပွင့်သေးတဲ့ခံစားချက်တရားမရသေးတဲ့ခံစားချက်တန်ခါမမြင်သေးတဲ့ခံစားချက်တန်ခါမမြင်ပါဘူးခင်ဗျားတို့ဘုန်းကြီးတွေပဲမြင်နေတာတန်ခါဘာမှမသိတဲ့ဥစ္စာဘောပါလားကြည်ရောကျင်တတ်ကြလားအဲ့တော့အားလုံးနှလုံးသွင်းကြည့်လိုက်တော့ဝေဒနာပရိစ္ဆတဏတဏပရိစ္ဆပရိယေသနာနော်ဝေဒနာခံစားချက်လွဲရင်နော်တဏလွဲလိုက်တဏလွဲရင်ရှာမိခြင်းလွဲတော့အဲ့တော့ဒါမလွဲအောင်ဝေဒနာဆိုတာတကယ်တော့ဖြစ်ပြီးရင်ခံစားတဲ့သဘောတက်တက်မှာပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမခံစားတဲ့သဘောလေးကဖြစ်ပြီးရင်ဘာသစ္စာလဲသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟမာမာနတွေနဲ့လွဲမားတဲ့ရှာမိခြင်းတွေလာအောင်မလားကျင်သလားဟိုသောတာပန်ကြီးတောင်အလွဲကြီးလွဲနေလို့ပရိစ္ဆသမုပ္ပါလွယ်ပါတယ်ဖျားသွားလုံနေတာသောတာပန်တည်ပြီးသားနော်ကိလေသာတဏှာကကြံနေသေးတော့ဒါလွယ်လေးပြောရင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးအယတ္တလူဘိန်းသားလည်းအောင်တွက်ပြလိုက်တာကိလေသာ၄ပုံတပုံနော်သောတာပန်ကပယ်ပြီးသွားပြီပယ်ပြီးသွားတော့၃ပုံကြံသေးတယ်
ကြံသေးတဲ့သုံးပုံကဒုတယ်ကြီးနေတော့တခါတည်းအမလေးအဟုတ်ထင်ပြီးတော့ပရိစ္ဆသမုပ္ပါလွယ်လွယ်လေးတိမ်တိမ်လေးလို့အခုဒီနားလေးတွေမြတ်စွာဘုရားတဏှာနာတင်ချဲ့နေတာဆက်ချဲ့အောင်မှာဟိုဘက်မှာပရိယေတနာပရိစ္ဆလာဘောလာဘံပရိစ္ဆဝိနေစီယောဆိုတာလာအောင်မှာအဲ့ဒါတဖြည်းဖြည်းဆက်ကြည့်တာပေါ့နော်အခုဒီနေ့ရှာမီးခြင်းဗါလေရှာမီးခြင်းမလွဲအောင်ဟုတ်ကလားအဲ့တော့ဘာနဲ့ရှာရှင်းသလားဝေဒနာကိုလည်းညံနဲ့ကြည့်တဏှာလက်အောက်ရောက်မသွားစေနဲ့နော်အဲ့တော့တဏှာကခံစားမှုတွေထပ်ရှာတယ်ညံကတဏှာခံစားမှုချုပ်ရကိုရှာတယ်ရှင်းရလားအဲ့တော့ဒီခံစားချက်နောက်လိုက်နေရင်လိုက်ပြီးရင်လိုက်လို့ပြီးမလားပြီးပါဘူးလမ်းမဆုံးနိုင်ခံစားချက်ချုပ်ငင်းရကိုရှာလိုက်တဲ့ခါကျတော့လမ်းဆုံးမရှိဘူးလားအဲ့တော့တို့လမ်းဆုံးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြခဲ့မပြခဲ့ပြခဲ့တော့အဲ့ပြခဲ့တဲ့လမ်းကိုအခုအချိန်ရှိခိုက်လုံးလစိုက်ပြီးတော့ကျန်တာတွေမလုပ်ရတော့ကိုယ်တိုင်မလုပ်ဖဲနဲ့နေမယ်ဆိုတော့မနေနိုင်ဘူးလေအခုလောကကြီးကခမရတို့တရားပြပြီးမလုပ်ကြနဲ့ဒါမလုပ်နဲ့ဒါလုပ်လို့လောကကြီးကတရားပြရှင်းလားဒီဘက်သာဇောက်ချလိုက်ကြတော့ကျုပ်ကစိုးတောင်စိုးရင်သေးတယ်ဒီတရားများအဟုတ်သဘောပေါက်သွားကြလို့လေလောကမှာကျုပ်ပြောသလိုတစ်မျိုး9ယောက်လောက်များအမလေးရွရွချွညွလို့ကတ်ယောဂါကြီးကဟုတ်ဆိုများပျောက်သွားရင်အဲလိုတရားတွေကပြန်ထွက်လာမှလည်းကျုပ်ကကြောက်သေးတယ်သဘောပါသလားကြည်ရောကြည်နေသလားအဲ့တော့ဒီတရားရှာခြင်းကတော့မထွက်ကြနဲ့နော်အဲ့တော့စီးပွားရေးလုပ်ကောင်းလဲရှာလုပ်မကောင်းလဲရှာအဲ့တော့ကာယောဂါရှိနေလဲရှာမရှိလဲရှာသဘောပေါက်ရဲ့လားဒါလေးသာသဘောပေါက်အောင်လုပ်ကြခင်ဗျားတို့ယုံကြည်သာလှုပ်ဆမ်းမှာဒီကဘာလုံးတစ်ဝါလုံးဦးဇင်းပြောချင်တာအဲ့တော့ယုံကြည်လေးများလှုပ်လိုက်ကြပြီဆိုရင်ဒါလေးသာရွချွညွလုပ်ရင်ဟိုဘက်ကဟာတွေကအပကြီးကကိစ္စတွေအဲ့တော့ तू ကအဲ့ဒီယောဂါတွေကအရေးကြီးတာလားဖျားပွင့်မှုအရေးကြီးနေတာလားရှင်းသလားအဲ့တော့ကိုယ်တဏ္ဍာဖျားပွင့်မှုတဲ့ဘာဝေဒနာလာဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတာပါသစ္စာသိတဲ့ဉာဏ်ကသိတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲသစ္စာလေးချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်မမိမလျော့မပေါ့ဆာသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကျွတ်လွတ်ထွက်မြောက်ရာအမှန်ကိုမျက်မှောက်ပြုပြီးတော့ကိုစီဖျားပွင့်အောင်ကြိုးစားကြလို့တိုက်တွန်းရင်းနဲ့နားကြစို့ကဲအားလုံး10မိနစ်လောက်ဖျားရှာရအောင်အရိယာတို့ပြင်ပါတင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမထားကောင်းမထားလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြပြီဆိုမျက်လွှာလေးချနာစည်းဆုံးမှတတိကလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဝဝရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝဝထုတ်ဝဝရှုဝဝထုတ်မှန်မှန်ရှုမှန်မှန်ထုတ်ရှုဥစွာစိတ်ကလေးတည်ငြိမ်မှုရအောင်ကြိုးစားပြီးတော့ခန္ဓာအရှိနဲ့ဉာဏ်အသိကြိုက်အောင်ကြိုးစားရအောင်ဣတိခောပဏိတံအာနန္ဒဝေဒနံပဋိစ္စဒနာတဏံပဋိစ္စပရိယေသနာတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီလိုလေးလဲအာနန္ဒမင်းသိစမ်းပါအောင်ကွာတဲ့ဝေဒနာကြောင့်တဏှာဖြစ်တယ်တဲ့ဟုတ်တယ်ဝေဒနာအကြောင်းကံကြောင့်တဏှာဖြစ်တယ်တဏှာကအကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားဝေဒနာကြီးကိုလည်းအဆိုင်ခဲအထေဒုရကြီးမမှတ်နဲ့တဏှာကြီးကိုလည်းအလုံးခဲမမှတ်နဲ့မှတ်ညင်းနေကြအောင်မှခုံနေကြအောင်မှကိုအဲ့ဒါတဏှာပဋိစ္စပရိယေသနာရှာမိခြင်းအဲ့ဒီရှာမိခြင်းစလွဲပြီဆိုတာနဲ့ဘာတွေဖြစ်လာမလဲတဲ့အာရခာတိကရဏံဒန္တာဒါနသတ္ထာဒါနကာလဟဝိဂဟဝိဝါဒံတုဝံသုံးညမုသာဝါဒအနေကဘာပကအကုသလဓမ္မသံဘဝန္တိမင်းတို့ရှာမင်းချင်းလွဲရင်ဒုတ်ဆွဲဓာဆွဲနော်ဒုတ်ဆွဲဓာဆွဲနဲ့မုသာဝါဒတွေပြောမယ်ဂုံးတိုက်မယ်
အကုသိုလ်ကြီးဖြစ်တော့မှာပေါ့ကွာတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအနိကပါပကတဲ့မကောင်းမှုအကုသလဓမ္မသံဘဝန္တိအကုသိုလ်ကြီးဖြစ်ကြလိမ့်မယ်ကွာအခုလဲကာယောဂါကြီးဘယ်သူကြောင့်ဖြစ်တာလဲဘယ်ဝါကြောင့်ဖြစ်တာလဲဘယ်ကလာတာလဲတခါတဲ့ဒီလူတွေဘာလို့လုပ်တာလဲဗိဇာတွေဘဝဗျာပါဒတွေဘဝနော်မစော်သေးဘူးလားမတီးသေးဘူးလားဆော်ရမယ်တီးရမယ်ဒါကိုလုံခြုံရေးလို့ထင်ဟုတ်ပါကိုယ်လည်းလောကတယောက်နဲ့တယောက်ယောဂကင်းစင်ရေးလုပ်တဲ့နေရာဘယ်လိုတန်ထားမယ်ဘယ်လိုထောင်ချလိုက်မယ်ဘယ်လိုဖမ်းလိုက်မယ်လုပ်နေကြဟောဟုတ်တယ်ပြီအာဟုသူတွေထယူနေကြဒန္တာဒါနသတ္ထာဒါနတဲ့လက်နဲ့တွေဒုဒ္ဓတွေကိုင်းဥပဒေတွေလျှောက်ထုတ်မလုပ်ကြတာတော့မေးတော့အာဟုသူဖြစ်ဖို့ပဲပေါ့ဟိုပိတ်ဒီပိတ်တကယ်နှလုံးသွင်းကြရမှာကနှလုံးသွင်းမှန်နဲ့တာတကယ်လို့ရင်ငြိမ်းအေးချောင်းဆိုတာအနည်းနာလေးတွေရှိပါလေအဲ့တော့ပညာမဲ့သူတွေကမဲ့တဲ့လမ်းကိုရှောင်နေကြပြီတို့ကပညာရှိတွေပြီးဒီဘဝဒီတခန္ဓာဒီခဏကလေးမှာအကျိုးရှိပိုင်နိုင်အသုံးချနိုင်အောင်တို့ကဓမ္မတွေကြိုးစားကြသမှာရှာဖွေကြသမှာဝေဒနံပဋိစ္စတဏတဏံပဋိစ္စပရိယေဒနာတဲ့ရှာမိခြင်းလောကမှာတို့ကအဲ့ဒီခံစားမှုတွေကိုပဲအဖန်ဖန်ရှာဖွေရင်းနဲ့တန်တရားမှာအချိန်ကုန်လာခဲ့ကြတာအခုခဏကလေးမှာတကယ်ဓမ္မအယတာတရားအစစ်ကိုရှာလိုက်စမ်းပါငါတို့ခံစားနေတဲ့ဝေဒနာတွေကဘာတွေလဲအာယုန်တွေကဘာတွေလဲဒွါရဆိုတာဘာလဲတကယ်သဘာဝတရားအနိယာမဟာဘာလဲတရားနိယာမအစစ်ကိုငါတွေ့ရမယ်မြင်ရမယ်သိရမယ်ဒီအချိန်ကလေးကိုစွန့်စားစားဝွန့်ကြွားနဲ့ပိုင်နိုင်ရှာမိခြင်းမှန်ကန်ရင်အရိယသစ္စာ၄ပါးကိုကိုယ်တိုင်မျက်မှောက်ပြုနိုင်လိမ့်မယ်မျက်မှောက်ပြုနိုင်ပြီဆိုတာနဲ့တော်ကောင်းတို့ယင်ထဲမှာဖရာတွေ့သွားပြီဉာဏ်ထဲမှာဖရာတွေ့သွားပြီဉာဏ်ထဲမှာဖရာပွင့်သွားပြီတကယ်မျိုးအဲ့ဒီစကလုံးလေးတစ်လုံးခင်ဗျားတို့နှစ်ကာပိုင်နိုင်နားလည်စေခြင်းလိုက်တာကိုယ်တန်ကိုဉာဏ်ထဲမှာဖရာပွင့်ဖို့အခဲရင်ဆုံးပဲဉာဏ်ထဲကဖရာမပွင့်မချင်းလဲကိုယ့်အတွက်ဖရာဆိုတာမရှိဘူးဉာဏ်ထဲမှာတရားမသိမချင်းလဲကိုယ့်အတွက်တရားဆိုတာမရှိဘူးအေးအဲ့ဒီဖရာတရားယရနာနှစ်ပါးမှဉာဏ်နဲ့မရောက်တွေ့ရင်တန်ခါဆိုတာလည်းမရောက်ဘူးဒါကြောင့်တရဏဂုံတည်ဖို့ယရနာ၃ပါးကိန်းဖို့လွတ်မြောက်ရာနိရောဓကိစ္စကုံရာကိုမျက်မှောက်ပြုဖို့ရှာမေးခြင်းမလွဲကြစေနဲ့တတိလည်းမလွတ်ပါစေ
သိတာပါသတိလည်းမလွတ်ပါစေနဲ့မကြခင်ချိန်တွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချင်းနဲ့ချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချလိုက်တာယုတ်တရားယုံနာနှစ်ခုကိုညာတစ်ခုနဲ့ဆင်ញင်ပြီးတော့တရားချပေးပါအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါပြီယောဂီများအားလုံးတရားချပြီးနောက်မိမိတို့ဖြစ်ခြင်းစီးပူးခဲ့တဲ့ဒါနသီလဘာဝနာကောင်းမှုကုသိုလ်အသီးသီးကိုအာရုံပြုပြီးတော့ယနေ့ကသုံးပါးပေးဆက်ရောက်နေကြသူများယန္တုမျိုး၅ပါးပေးကြားရောက်နေကြသူအပေါင်းတို့အားဘေးဒုက္ခအန္တရာယ်တွေမှကင်းဝေးပါစေကြောင်းကရုဏာရှိရှု၍သစ္စာပြုကြပါစို့ဘောသောတံသစီဗုဒ္ဓဒိနောလောကံတကုဝိတုဣတိနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောမြတ်စွာဘုရားသည်ဘဝရေရင်ကိုကူးမြောက်ပြီးဖြစ်၍လောကဤအဆုံးသို့ရောက်လျက်လောကကိုသိသောပုဂ္ဂိုလ်သည်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းယတိတန္တိဂမောမေကောမောက္ခောစိသန္တိကံဒုက္ခံဣတိနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောမဲ့သည်နိဗ္ဗာန်သို့ရောက်ကြောင်းတရားဖြစ်၍နိဗ္ဗာန်သည်လည်းဧကံစင်စစ်ချမ်းသာသောတရားသည်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းသံဃောစေတိဏကန္တာရောဘုံညခိတောအနုတ္တရောဣတိနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောသံဃာတော်သည်သန္တရာခရီးကဲကိုကူးမြောက်ပြီးဖြစ်၍အတုမရှိသောကုသိုလ်မျိုးစေ့ကိုစိုက်ပျိုးရာလေယာမြေကောင်းသဖွယ်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းတတ္တဝါများဘေးဒုက္ခအန္တရာယ်သက်မှကင်းဝေးပါစေကြောင်းကရုဏာရှိရှုသစ္စာပြုပြီးတဲ့နောက်ကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံစေကြောင်းမေတ္တာရည်လောင်းကြပါအောင်စို့လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်အေးကြပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်အေးကြပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်အေးကြပါစေလက်ပတ်လိုခြင်းအချင်းချင်းကင်းရှင်းကြပါစေ
အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလက်ပတ်လိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလက်ပတ်လိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေတတဝါခတ်သိမ်းတရားကိန်းအေးငြိမ်ကြပါစေတတဝါခတ်သိမ်းတရားကိန်းအေးငြိမ်ကြပါစေတတဝါခတ်သိမ်းတရားကိန်းအေးငြိမ်ကြပါစေအလုံးသောသူတော်ကောင်းပေါင်းတို့ဥစဉ်ဤယဟန်ဖြစ်သည်မှစ၍ယနေ့တိုင်အောင်ပြုအပ်ခဲ့သောဓမ္မဒေသနာယဓမ္မဒါနကောင်းမှုကုသိုလ်ကံဖြတ်ပြအနမတကသန္တရာမယနေ့တိုင်အောင်ပြုခဲ့သောဒါနသီလဘာဝနာကောင်းမှုကုသိုလ်ဖြတ်ရတို့အားယနေ့ကြွလာယောဂီသူတော်စင်အပေါင်းတို့နှင့်တကွာမြန်မာနိုင်ငံတဝမ်းမိတိနေတိုင်ကြကုန်သောလူနာများစွာတတ္တဝါကဘာတဝမ်းမိတိနေတိုင်ကြကုန်သောလူနာများစွာတတ္တဝါအပေါင်းတို့အားအစထား၍ကုသိုလ်အမြပေးဝေငှပါ၏အလုံးသောသူတော်ကောင်းပေါင်းတို့သည်ကောင်းမှုကုသိုလ်အဖို့ဘာကကိုအမြရကြကုန်သည်ဖြစ်၍မသူတော်တရားပေအယူမှန်သောပေမှအမြန်ဆုံးကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်း